လာပေါင်းနဲ့ပြည့်စုံကြပါစေကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေကျမတို့သမုတ်စည်းပိုင်းရဲ့ဒုတိယမြောက်သင်္ဃာဖြစ်တဲ့မေတ္တကသင်္ဃာမှာဒီကနေ့အိန္ဒြေ22ပါးရဲ့သူ့ရဲ့အိန္ဒြေ22ပါးတရားတွေရဲ့ကျမတို့တရကိုရဲ့ကိုဒီနေ့ကြည့်မှာဖြစ်ပါတယ်ကျမတို့အိန္ဒြေ22ပါးအိန္ဒြေ22ပါးကိုကျမတို့ကြည့်တဲ့အခါမှာဓမ္မမိတ်ဆွေများမြင်တဲ့အတိုင်းပဲအိန္ဒြေတရားဘက်မှာကြည့်အိန္ဒြေအကျယ်အနေနဲ့တရားပေါင်းကိုကြည့်22ပါး22ပါးသောတရားတွေကိုဓမ္မမိတ်ဆွေတို့ကျမတို့မနေ့တုန်းကအသေးစိတ်ကျမပြောပြီးဖြစ်ပါတယ်အဲ့ဒီ22ပါးသောတရားတွေမှာပထမဆုံးတုံးလေးတွေ့တယ်မော့ကြည့်လိုက်တဲ့အခါမှာပတာဒိန္ဒြေ5ပါးလို့ရေးတဲ့အတွက်မနေ့ကဖော်လိုက်ပြီးပြီပတာဒိန္ဒြေ5ပါးမှာစကုံဒြေသောတိန္ဒြေဂာနိန္ဒြေဇိန်ဝိန္ဒြေကာယိန္ဒြေအဲ့ဒီပတာဒိန္ဒြေ5ပါးတခါဒီဘက်မှာဆက်ကြည့်တုံးလေးတွေ့တယ်မော့ကြည့်လိုက်ရင်ဘာဝိန္ဒြေ2ပါးဆိုတဲ့အတွက်ကြောင့်ဘာဝယုတ်2ပါးဖြစ်တဲ့အတွက်မျိုးသမီးမှာဆိုရင်အိဋ္ဌိန္ဒြေအမျိုးသားဆိုရင်ပုရိသိန္ဒြေအဲ့ဒီမှာလည်းတစ်ချက်မှတ်ထားမှာဘာဝယုတ်တို့သည်တတဝတယောက်ရဲ့တန်တန်မှာယောက်ျားဖြစ်ရင်ပုရိသိန္ဒြေတစ်ပါးပဲရှိမယ်အိဋ္ဌိန္ဒြေမရဘူးအမျိုးသမီးဆိုရင်အိဋ္ဌိန္ဒြေတစ်ပါးပဲရမယ်ပုရိသိန္ဒြေမရဘူးဒါတော့သိထားရမယ်နော်2ပါးတွဲတော့မှမရှိဘူးဆိုတာသိရမယ်နောက်တစ်ခါတုံးလေးချထားတယ်မော့ကြည့်လိုက်တဲ့အခါမှာဇီဝိတိန္ဒြေနော်သူကနှစ်ကွက်တွဲကိုသူကတစ်ခုပဲချထားတဲ့အတွက်ဒါကိုဇီဝိတိန္ဒြေနောက်တုံးလေးချတယ်မော့ကြည့်လိုက်ရင်မနိန္ဒြေနောက်တုံးလေးချထားတယ်မော့ကြည့်လိုက်ရင်ဝေဒနာ5ပါးဆိုတဲ့အတွက်ဝေဒနာ5ပါးကိုအိန္ဒြေနဲ့တွဲပြီးပြောရမှာဆိုတဲ့အတွက်ဒုက္ခိန္ဒြေဒုက္ခိန္ဒြေသောမနတိန္ဒြေဒေါမနတိန္ဒြေဥပိခိန္ဒြေနောက်တစ်ခါတုံးလေးချတယ်မော့ကြည့်လိုက်ရင်တတ္ထာတွေ့တဲ့အတွက်တတ္ထာနဲ့အိန္ဒြေပေါင်းရင်တတ္ဒိန္ဒြေနောက်တစ်ခါဝီရိယဆိုတာတွေ့တဲ့အတွက်ဝီရိယနဲ့အိန္ဒြေပေါင်းရင်ဝီရိယိန္ဒြေတတိတုံးလေးချတယ်မော့ကြည့်လိုက်တော့တတိတွေ့တဲ့အတွက်တတိနဲ့အိန္ဒြေပေါင်းရင်တတိန္ဒြေနောက်တစ်ခါတမာတိပဲတွေ့တဲ့အတွက်အဲ့တွေ့တာလေးပဲဆိုလိုက်ရင်တမာဒိန္ဒြေနောက်တစ်ခါတုံးလေးချတယ်မော့ကြည့်လိုက်တော့ပညာတွေ့တဲ့အတွက်ပညာနဲ့အိန္ဒြေပေါင်းလိုက်တော့ပညိန္ဒြေနောက်တစ်ခါတုံးလေးချတယ်မော့ကြည့်လိုက်တော့အနေညာတင်ညက်တာမိဒိန္ဒြေနောက်တုံးလေးချထားတယ်မော့ကြည့်လိုက်တော့အင်းငိန္ဒြေနောက်တုံးလေးချထားတယ်မော့ကြည့်လိုက်တော့အညာတာဝိန္ဒြေရဲ့လို့အိန္ဒြေတရားသည်22ပါးရှိပါတယ်ဟုတ်မဟုတ်ကိုစစ်ကြည့်ရင်ပတာဒိန္ဒြေက5ပါးဘာဝိန္ဒြေက2ပါးဆိုတော့9ပါးဇီဝိဒိန္ဒြေတစ်ပါးထည့်လိုက်တော့10ပါးမနိန္ဒြေတစ်ပါးထည့်လိုက်တော့9ပါး9ပါးရဲ့ဝေဒနိန္ဒြေ5ပါးရဲ့ပေါင်းလိုက်ရင်14ပါးတတ္ထိန္ဒြေတစ်ပါးထည့်လိုက်တော့15ပါးဝိရိယိန္ဒြေတစ်ပါးထည့်လိုက်တော့16ပါးတတိန္ဒြေထည့်လိုက်ရင်18ပါးတမာရိန္ဒြေဆိုရင်18ပါး18ပါးရဲ့ဒီက4ပါးဖြစ်တဲ့ပညိန္ဒြေအနေညာတညတာမိတိန္ဒြေအညိန္ဒြေအညာတာဝန္ဒြေ4ပါးရဲ့ပေါင်းလိုက်တော့22ပါးဟုတ်ပြီနော်အိန္ဒြေတရားသည်22ပါးအခုကျမတို့ကတရေကိုကြည့်ပါမယ်တရေကိုကြည့်တဲ့အခါမှာဒီမှာတရားတွေဆိုရင်အပေါ်မှာရေးထားတယ်เนาะသူ့ရဲ့တရားများဆိုရင်တရားတွေရဲ့နာမည်ဒီမှာဆိုရင်ကျွန်မပြောပြီးပြီမေတ္တကသင်္ဃမှာတရား9ပါးရှိမယ်9ပါးထဲမှာအိန္ဒြေတရားပေါင်းဒီ22ပါးတရေကိုကြည့်ရင်အောက်မှာရှိမယ်အောက်မှာတရေကိုဆိုတာတွေ့လိမ့်မယ်အဲ့ဒီတရေကိုကြည့်ပြီးလို့ရှိရင်ရနိုင်တဲ့တရေကိုပေါင်းဒီအိန္ဒြေနဲ့တန်းမှာကြည့်ရင်တရေကိုပေါင်းဆိုတဲ့အပေါ်မှာဒီမှာပန်းရောင်လေးနဲ့ကျွန်မခြေထားတယ်တရေကိုပေါင်းကိုကြည့်အဲ့ဒီမှာကဏ္ဍအရေးအတွက်ကိုကျမတို့ကကြည့်ရင်ဒီမှာဆို16ပါးဆိုတာတွေ့လိမ့်မယ်ဟုတ်ပြီနော်ဒါကြောင့်တရားပေါင်းတရားပေါင်းတရေကိုပေါင်းဒါလေးကြည့်ရမယ်အခုဒီနေ့တရေကိုကြည့်တဲ့အခါတရားအနေနဲ့ကြည့်ရင်တုံးလေးချတာမော့ကြည့်လိုက်တော့ပတာဒိန္ဒြေ5ပါးပတာဒိန္ဒြေ5ပါးသည်တရေကိုကြည့်ရင်တန်းတန်းဆွဲချရင်ဘာတွေ့လဲပတာဓာယုတ်5ပါးတရေကိုအဲ့တော့ပတာဒိန္ဒြေ5ပါးသည်ပတာဓာယုတ်5ပါးတရေကိုဆိုရင်ခွဲပြောရင်စက္ခုံဒြေသည်စက္ခုပတာဓာယုတ်တရေကို
သောတိန်တရေသည်သောတပတာဒာယုတ်တရေကိုဂာနိန်တရေသည်ဂာနပတာဒာယုတ်တရေကိုဇိဝိန်တရေသည်ဇိဝါပတာဒာယုတ်တရေကိုကာယိန်တရေသည်ကာယပတာဒာယုတ်တရေကိုဆိုရင်အဲ့လိုဆိုရတယ်နားလဲသွားရင်တော့ပတာရိန်တရေ၅ပါးသည်ပတာဒာယုတ်၅ပါးတရေကိုဆိုလိုက်လို့ရဒါပေမဲ့စာမေးပွဲ approach နဲ့သွားမှာဖြစ်တဲ့အတွက်ကြောင့်စက္ခုံတရေသည်စက္ခုပတာဒာယုတ်တရေကိုသောတိန်တရေသည်သောတာပတာဒာယုတ်တရေကိုဂာနိန်တရေသည်ဂာနပတာဒာယုတ်တရေကိုဇိဝိန်တရေသည်ဇိဝါပတာဒာယုတ်တရေကိုကာယိန်တရေသည်ကာယပတာဒာယုတ်တရေကိုရသွားပြီနောက်တစ်ခါဆက်ကြည့်တော့တရားမှာဘာဝိန်တရေနှစ်ပါးဘာဝိန်တရေနှစ်ပါးကိုအောက်ကိုကြည့်လိုက်ရင်ဘာဝနှစ်လို့ရေးတဲ့အတွက်ဘာဝဆိုတာဘာဝယုတ်လေဘာဝယုတ်နှစ်ပါးဒါယုတ်ပိုင်းနဲ့ကဘာဝယုတ်နှစ်ပါးဒါဆိုရင်ဘာဝယုတ်နှစ်ပါးဖြစ်တဲ့အတွက်ဘာဝိန်တရေနှစ်ပါးသည်ဘာဝယုတ်နှစ်ပါးတည်းကိုလို့နားလည်သွားရင်ဆိုလို့ရပေမဲ့ခွဲပြောရင်အိဋ္ဌိန်တရေသည်အိဋ္ဌိဘာဝယုတ်တည်းကိုပုရိသိန်တရေသည်ပုံဘာဝယုတ်တည်းကိုရပြီနော်ဒါဆိုပြန်ဆိုရင်အိဋ္ဌိန်တရေသည်အိဋ္ဌိဘာဝယုတ်တည်းကိုပုရိသိန်တရေသည်ပုံဘာဝယုတ်တရေကိုဒါဆိုရင်ဒါလေးကိုပြန်ပြီးတော့ဆိုမယ်ပတာတိန်တရေ၅ပါးရဲ့ဘာဝိန်တရေ2ပါးရဲ့တရေကိုနဲ့တွဲမယ်ပတာတိန်တရေ၅ပါးမှာစက္ခုံတရေသောတိန်တရေဂာနိန်တရေဇိဝိန်တရေကာယိန်တရေအဲ့ဒါကိုတရေကိုတွဲရင်စက္ခုံတရေသည်စက္ခုပတာဒာယုတ်တရေကိုသောတိန်တရေသည်သောတပတာဒာယုတ်တရေကိုဂာနိန်တရေသည်ဂာနပတာဒာယုတ်တရေကိုဇိဝိန်တရေသည်ဇိဝါပတာဒာယုတ်တရေကိုကာယိန်တရေသည်ကာယပတာဒာယုတ်တရေကိုဆိုရင်အဲ့ဒီပတာတိန်တရေ၅ပါးသည်တရေကိုကြည့်ရင်ပတာဒာယုတ်၅ပါးဖြစ်တဲ့အတွက်သူသည်ယုတ်အိန္ဒြေလို့မှတ်ထားမယ်ဟုတ်ပါလားတရေကိုကြည့်ရင်ယုတ်လားနံလားကိုကြည့်ပြီးတော့အဲ့ဒီတရားကိုယုတ်လားနံလားပြန်ခွဲရတာဒါဆိုရင်ပတာဒိန်တရေ၅ပါးရဲ့တရေကိုသည်ပတာဓာယုတ်၅ပါးဖြစ်တဲ့အတွက်ပတာဒိန်တရေတရား၅ပါးသည်ယုတ်တရားလားနံတရားလားဆိုရင်ယုတ်တရားယုတ်အိန္ဒြေဖြစ်ပါသည်ဟုတ်ပါလားနောက်တစ်ခုဆက်ကြည့်ရင်ဘာဝိန္ဒြေ2ပါးဘာဝိန္ဒြေ2ပါးသည်ယုတ်တရားလားနံတရားလားလို့သိချင်ရင်တရေကိုကြည့်တဲ့အခါမှာအိဋ္ဌိန္ဒြေသည်အိဋ္ဌိဘာဝယုတ်တရေကိုပုရိသိန်တရေသည်ပုံဘာဝယုတ်တရေကိုဖြစ်တဲ့အတွက်ကြောင့်ပတာတိန်တရေ၅ပါးရောဘာဝိန္ဒြေ2ပါးသည်ယုတ်အိန္ဒြေခု9ပါးရသွားပြီလို့မှတ်ထားမယ်စာမေးပွဲမှာဟာဒီအိန္ဒြေအကွက်သည်တအားကိုအရေးကြီးပါတယ်ဓမ္မမိတ်ဆွေများတအားမေးတာဖြစ်တဲ့အတွက်အဲ့ဒီအိန္ဒြေသည်မေးခွန်းပုံစံအစုံလာမှာအဲ့ဒါကြောင့်ကျမတို့ကဒီဟာကိုသေးသေးချာချာကြည့်ရမယ်အဘိဓမ္မာ level ရိုးရိုးတန်းမှာလည်းအရေးကြီးတယ်လို့အဘိဓမ္မာဂုံတူးဆောင်ကြလဲဒါအရေးကြီးမယ်ဓမ္မမိတ်ဆိုတော့တောက်လျှောက်ရေးကြီးသွားမယ်လို့မှတ်တဲ့အတွက်မှတ်ရမှာဖြစ်တဲ့အတွက်ခုကျမကရှင်းရှင်းလင်းလင်းဖြစ်အောင်သင်ပေးနေပါတယ်ခုကျမတို့ဆက်ကြည့်ရင်နောက်အိန္ဒြေတရားကိုဆက်ကြည့်တဲ့အခါဇီဝိတိန္ဒြေလို့ဆိုခဲ့ရတယ်ဟုတ်ပါလားရှင်ဇီဝိတိန္ဒြေဒီယုတ်တရားလားနံတရားလားဆိုကျမတို့ကတရေကိုပြန်ကြည့်ပြီးပြောရမယ်ဒါကြောင့်ဇီဝိတိန္ဒြေဒီကျမတို့ကဘယ်လိုယူရမလဲယုတ်ဇီဝိတတကွယ်နံဇီဝိတတကွယ်ရှိတဲ့အတွက်ဇီဝိတိန္ဒြေဒီယုတ်ဇီဝိတနံဇီဝိတတရေကိုလို့ဆိုလိုက်ပြီဟုတ်ပါလားရှင်ဒါကြောင့်ဇီဝိတိန္ဒြေဒီယုတ်ဇီဝိတနံဇီဝိတတရေကိုဆိုတော့တရားကတပါးပဲဇီဝိတိန္ဒြေတရားကတပါးတယ်တရေကိုကြည့်ရင်2ပါးထွက်သွားပြီဟုတ်လားဒါကြောင့်တရားအနေနဲ့တော့ဇီဝိတိန္ဒြေလို့ဆိုလိုက်တယ်တရေကိုကြည့်ရင်ရုပ်ထဲမှာလဲဇီဝိတယုတ်ရှိတယ်တဲ့နံထဲမှာလဲဇီဝိတိန္ဒြေရှိတယ်တဲ့ဒါကြောင့်ဇီဝိတိန္ဒြေသည်ယုတ်ဇီဝိတနံဇီဝိတတရေကိုလို့ဆိုလိုက်တဲ့အတွက်ခုကျမတို့ကဟာဒီဇီဝိတိန္ဒြေကိုကျမတို့ကြည့်လိုက်ရင်အဲ့ဒီဇီဝိတိန္ဒြေသည်တရားအနေနဲ့ကြည့်လိုက်ရုပ်လားနံလားဆိုတော့မသိဘူးလေဓမ္မမိတ်ဆွေများဒါတော့မျက်နှာဖုံးကိုခွာကြည့်လိုက်တဲ့အခါကျမှရုပ်လားနံလားသိခွင့်ရတဲ့အတွက်အဲ့ဒီဇီဝိတိန္ဒြေသည်ရုပ်ထဲမှာလည်းရှိတယ်နံထဲမှာလည်းရှိတဲ့ကြောင့်အဲ့ဒီဇီဝိတိန္ဒြေသည်ရုပ်နံအိန္ဒြေလို့သိရမယ်ဟုတ်တာရုပ်တရားလည်းရှိတယ်နံတရားလည်းရှိနှစ်ခုစလုံးရသွားလားမရသွားဘူးလားဒါကြောင့်ဇီဝိတိန္ဒြေသည်ရုပ်ဇီဝိတနံဇီဝိတတရေကိုရပြီနော်ဒါဆိုရင်
ပတာဒိန္ဒြေ၅ပါးသည်ရုပ်ဣန္ဒြေလားနာမ်ဣန္ဒြေလားပတာဒိန္ဒြေ၅ပါးသည်ရုပ်သက်သက်ဣန္ဒြေဘာဝိန္ဒြေနှစ်ပါးကရောတခြားဘာမှမပါဘူးရုပ်သက်သက်ဣန္ဒြေဟောဒီဇီဝိဒိန္ဒြေတစ်ပါးကတော့ရုပ်ကောနာမ်ရောအဲ့ဒါစာမွဲမှာအဲ့ဒီလိုမြင်သွားရမှာနော်ဒါကြောင့်ကျမတို့ဆိုရိုးချသွားတဲ့အခါမှာကုညီပေးသွားတာတခါဆက်ကြည့်ရအောင်နောက်ဣန္ဒြေကြည့်လိုက်တော့မနိန္ဒြေတဲ့မနိန္ဒြေဆိုတာကိုတရေကိုကြည့်လိုက်တော့မနိန္ဒြေသည်စိတ်တရေကိုဟုတ်လားမနိန္ဒြေသည်စိတ်တရေကိုလို့ပြောတဲ့အတွက်စိတ်ဆိုတာရုပ်တရားလားနာမ်တရားလားနန္တရားဆိုတော့ဒီမနိန္ဒြေသည်နံပေါ့နံဆိုတာစိတ်နဲ့စိတ်တသိက်မှာမနိန္ဒြေဆိုတာစိတ်လားစိတ်တသိက်လားဆိုစိတ်ဆိုသိသွားပြီနော်ကဲနောက်တစ်ခါဆက်ကြည့်ရင်နောက်ဣန္ဒြေကိုကြည့်လိုက်တော့ဝေဒနိန္ဒြေ၅ပါးဟုတ်လားရှင်ဝေဒနိန္ဒြေ၅ပါးဘာတွေလဲလို့ကြည့်လိုက်တော့ဒုက္ခိန္ဒြေဣန္ဒြိယဗေဒာနိယဝေဒနာ၅ပါးကိုယူထားတာမဟုတ်ဘူးလားဒုက္ခိန္ဒြေဒုက္ခိန္ဒြေသောမနတိန္ဒြေဒေါမနတိန္ဒြေဥပိခိန္ဒြေတရေကိုလှမ်းကြည့်လိုက်တဲ့အခါတရေကိုသည်ဟိုအောက်ကိုဆွဲချလိုက်တော့ဝေဒနာတစ်ပါးတဲ့တွေ့လားဒါဆိုရင်တရားအနေနဲ့ပြောရင်ဝေဒနိန္ဒြေ၅ပါးတရေကိုကြည့်ဝေဒနာစေတသိက်တစ်ပါးတဲ့ဟုတ်ပြီနော်ဒါဆိုရင်စေတသိက်ပိုင်းမှာစေတသိက်52ပါးထဲမှာဝေဒနာစေတသိက်မရှိဘူးလားအဲ့ဒီဝေဒနာစေတသိက်သည်ဣန္ဒြိယဗေဒာနိယဆိုဝေဒနာအပြား၅ပါးလို့မှတ်ခဲ့တယ်မဟုတ်ဘူးလားဝေဒနာစေတသိက်သည်အာယုံအလိုက်အနုဘဝနာအဖြစ်ဆိုရင်၃ပါးဣန္ဒြိယဗေဒာနိယဆို၅ပါးဆိုအခုဣန္ဒြိယဗေဒာနိမဟုတ်လို့ဣန္ဒြေ၅ပါးဖြစ်နေတာပေါ့သဘောပေါက်ပြီနော်အစိုးတရားအဖြစ်သူသွားတဲ့အတွက်ခန္ဓာကိုယ်ချမ်းသာတဲ့ခံစားမှုဆိုရင်ဒုက္ခဝေဒနာခန္ဓာကိုယ်ဆင်းရဲရင်ဒုက္ခဝေဒနာစိတ်ချမ်းသာရင်ဒေါမနတစိတ်ဆင်းရဲရင်ဒေါမနတစိတ်အသင့်တဲ့ဆိုရင်ဥပိ္ပခာဆိုပြီးကိုယ်စိတ်အားဖြင့်အစိုးတရားဝေဖန်တာကိုဣန္ဒြိယဗေဒာနိဖြစ်တဲ့အတွက်ဣန္ဒြေ22ပါးထဲမှာဝေဒနာစေတသိက်သည်ဣန္ဒြေ5ပါးထွက်တယ်လို့မှတ်လိုက်အဲ့ဒါအရှိယစာနဲ့အနောက်ကစာနဲ့ဆက်သွားတော့စိတ်ပိုင်းတော့သိတယ်အတိသည်ခုတတိယဇင်အောင်အတိတစ်ချက်တိုးသွားပြီဟုတ်ပါလားကြောက်တဖြည်းဖြည်းချင်းသွားလာတာဓမ္မမိတ်ဆွေများသင်္ဃာစမှာခုဓမ္မမိတ်ဆွေတို့ဟလာသင်္ဃာစမှာခုကျမတို့ပထမဆုံးစိတ်ပိုင်းလောက်တင်နေတဲ့အချိန်မှာရွှေအကလေးနဲ့နားထွေးနည်းနဲ့ပြောရင်ရွှေအကလေးနဲ့ဖောက်ပြီးတော့မဲကြိုးလေးဆင်ပေးခဲ့တာခုအနာလေးကျက်သွားပြီဆိုတော့စေတသိက်ပိုင်းပကိန်းပိုင်းကနေတဖြည်းဖြည်းချင်းသွားတော့နှဆွဲလေးနှကွင်းလေးအခုတော့တတိယဇင်ရောက်လာရင်ငကက်ကလေးစပန်နေပြီနော်ငကက်ကလေးပန်ပေးသွားပြီဒါကြောင့်စိတ်ပိုင်းစေတသိက်ပိုင်းတုန်းကဝေဒနာစေတသိက်တစ်ပါးအဲ့ဒါစိတ်ပိုင်းတော့ဣန္ဒြိယဗေဒာနိယဆိုဝေဒနာပြား၅ပါးအနုဘဝနာလက္ခဏာဗေဒာနိကြရင်၃ပါးဘာမှမသိပဲနဲ့သင်ခဲ့ပေမဲ့အခုဆိုရင်ဟလာစေဝေဒနာစေတသိက်တစ်ပါးသည်ဣန္ဒြေထဲမှာဆိုရင်ဝေဒနိန္ဒြေ၅ပါးဆိုတော့တခြားမှမဟုတ်တာဣန္ဒြိယဗေဒာနိနဲ့သင်ခဲ့လို့လေသဘောပေါက်ပြီနော်ဒီထဲမှာသွားပြီးတော့ဟလာအာရမဏနုဘဝနာလက္ခဏာဗေဒာနိအရာတွေမပါဘူးနော်အနုဘဝနာလက္ခဏာနိအအာယုံလိုက်တွေမပါဘူးဒါဆိုရင်ဝေဒနိန္ဒြေ၅ပါးသည်တရေကိုကောက်ရင်ဝေဒနာတစ်ပါးတည်းသွားပြီဟုတ်ပြီနော်ဣန္ဒြေတရား၅ပါးတရေကိုကြရင်တစ်ဖြစ်သွားရင်တရားတဲ့တရေကိုနဲတော့မယ်ဆိုတာသဘောပေါက်ရမယ်ဟုတ်ပြီလားအရှိတုံးကကြတော့ပတာဒိန္ဒြေ၅ပါးသည်ပတာရယုံ၅ပါးငါးချင်းဘာဝိန္ဒြေ2ပါးသည်ဘာဝယုံ2ပါးနှစ်ချင်းဟုတ်ပြီနော်တခါဇီဝိဒိန္ဒြေသည်ရုပ်ဇီဝိတနံဇီဝိတဆိုတရားတရေကိုက2ဖြစ်သွားတယ်အခုကြတော့ဝေဒနိန္ဒြေ5ပါးသည်ဝေဒနာစေတသိက်တစ်ပါးတည်းဆိုတော့တရား5ပြီမဲ့တရေကိုကနဲသွားပြန်ပြီဟုတ်ပြီနော်ဆက်ကြည့်မယ်နောက်တုံးလေးချတယ်မောကြည့်လိုက်တော့တတ္ထာတတ္ဒိန္ဒြေသည်တရေကိုကြည့်လိုက်တော့တတ္ထာတရေကိုဆိုတတ္ထာစေတသိက်ဟုတ်ပြီနော်တခါဆက်ကြည့်လိုက်တော့ဝီရိယဣန္ဒြေသည်ဝီရိယတရေကိုဆိုဝီရိယစေတသိက်တခါတတိန္ဒြေသည်တတိတရေကိုဆိုတော့တတိစေတသိက်ဟုတ်လားတမာဒိန္ဒြေသည်တမာတိလို့တွင်ဧကဂတာကောက်ရတာလေဒါကြောင့်ဧကဂတာတရေကိုဟုတ်ရဲ့လားနောက်တစ်ခါဆက်ကြည့်လိုက်တော့ပဉ္ိန္ဒြေသည်ပညာအနိညာတိညာတာမိဒိန္ဒြေရလည်းပညာအဉ္ိန္ဒြေရလည်းပညာအညတာဝိန္ဒြေရလည်းပညာဆိုတဲ့အတွက်ကြောင့်ပေါင်းပြောရင်အနိညာပဉ္ိန္ဒြေအနိညာတိညာတာမိဒိန္ဒြေအဉ္ိန္ဒြေအညတာဝိန္ဒြေတို့သည်ပညာစေတသိက်တရေကို
ဟလာပညာဆိုရင်စေတသိက်လို့သိရင်စေတသိက်ထဲမဆိုဘူးနားလည်းမသွားသေးမလဲခင်ဆိုရင်ပညာစေတသိက်စေတရေကိုဆိုဒါလေးကိုဆိုလိုက်ဒီမှာတော့အိန္ဒြေက၄ခုတရားကြတရားကိုကြရင်တစ်ဖြစ်သွားပြန်ပြီအဲကြောင့်တရားကများပေမဲ့တရားကိုကနည်းနည်းသွားတယ်ရပြီနော်ဒါကိုပြန်ပြီးတော့အခုကျမတို့ဆိုကြည့်မယ်အိန္ဒြေတရား22ပါးတရားကိုကောက်ကြမယ်ဆိုရင်ပတာဒိန္ဒြေ5ပါးသည်ပတာရယုံ5ပါးတရားကိုတပါးစီကွဲရင်စက္ခုံတရေသည်စက္ခုပတာရယုံတရားကိုတောဒိန္ဒြေသည်သောတာပတာရယုံတရားကိုဂာနိန္ဒြေသည်ဂာနပတာရယုံတရားကိုဇိဝိန္ဒြေသည်ဇိဝါပတာရယုံတရားကိုကာယိန္ဒြေသည်ကာယပတာရယုတ်တရေကိုဒီဘက်မှာနောက်တစ်ခုလာမယ်ဘာဝိန္ဒြေ2ပါးဆိုတော့အိဋ္ဌိန္ဒြေပုရိသိန္ဒြေတရေကိုကောက်ရင်အိဋ္ဌိန္ဒြေသည်အိဋ္ဌိဘာဝယုတ်တရေကိုပုရိသိန္ဒြေသည်ပုံဘာဝယုတ်တရေကိုပြီးသွားပြီနောက်တစ်ခုအိန္ဒြေကိုကြည့်လိုက်တော့ဇီဝိတိန္ဒြေဇီဝိတိန္ဒြေသည်တရေကိုကြည့်တော့2ပါးသွားမယ်ယုတ်ဇီဝိတနံဇီဝိတတရေကိုနောက်အိန္ဒြေဆက်ကြည့်လိုက်တော့မနိန္ဒြေမနိန္ဒြေသည်စိတ်တရေကိုနောက်အိန္ဒြေကြည့်လိုက်တော့ဝေဒနိန္ဒြေ5ပါးဆိုတော့ဒါတရေကိုကောက်တော့ဝေဒနိန္ဒြေ5ပါးမှာဒုခိန္ဒြေဒုခိန္ဒြေသောမနသိန္ဒြေဒေါမနသိန္ဒြေဥပိခိန္ဒြေသည်ဝေဒနာတရေကိုဝေဒနာစေတသိက်တရေကိုပေါ့နားလည်နေဝေဒနာတရေကိုနောက်တစ်ခုသွားရင်တတ္တာတတ္ဒိန္ဒြေသည်တတ္တာတရေကိုစေတသိက်လို့သိရင်စေတသိက်မထဲတော့ဘူးဝီရိယတွေ့ပြီဝီရိယိန္ဒြေသည်ဝီရိယတရေကိုနောက်တစ်ခုတွေ့တော့တတိန္ဒြေသည်တတိတရေကိုနောက်တွေ့တော့တမာဒိန္ဒြေသည်ဧကကရာတရေကိုနောက်အိန္ဒြေ၄ခုကပညာသွားမှာဆိုတော့ပညိန္ဒြေအနေညာတိညတ်တာမိဒိန္ဒြေအညိန္ဒြေအညာတာဝိန္ဒြေတို့သည်ပညာတရေကိုဆိုတော့တရေကိုဘယ်လောက်ရှိလဲပေါင်းလိုက်ရင်ဒီမှာကတရေကိုဘက်မှာကြည့်ရင်ပတာဒယုတ်5ပါးဘာဝယုတ်2ပါးဆို9ပါး9ပါးပြီးရုပ်ဇီဝိတတပါးနံဇီဝိတတပါးဆိုတော့9ပါးပြီးရင်စိတ်ကတပါး30ပြီးရင်ဝေဒနာတပါး17တတ္တာကဆို12ဝိရိယဆိုတော့73တတိဆိုတော့14ဧကဂရာဆိုတော့15ပညာဆိုတော့16ဆိုတော့တရေကို16ပါးရဤဟုတ်လားအဲ့ဒီတရေကို16ပါးကိုကြည့်ပြီးတော့တရေကိုတွေထဲမှာဓမ္မမိတ်ဆွေများရုပ်တက်ဘယ်နှပါးပါလဲရုပ်တက်သည်9ပါးဟုတ်လားရုပ်တက်သည်9ပါးရုပ်နံရောနေတာသည်တပါးပြီးရင်နံတရားတွေပြောပါဆိုရင်စိတ်ရှိမယ်ဟုတ်လားစိတ်ပါတဲ့ဟာရှိမယ်ဆိုနံတရားတွေကဒီဟာတွေကစိတ်အိန္ဒြေဆိုရင်မနိန္ဒြေကိုကောက်ရတယ်စေတသိက်အိန္ဒြေတွေကိုပြောပါဆိုရင်ဝေဒနာပါနေတဲ့ဝေဒနိန္ဒြေ5ပါးဝေဒနာတတ္တာဝေရိယတတိဧကဂရာပညာဆိုတာစေတသိက်တွေကြီးပဲမဟုတ်ဘူးလားဒါဆိုရင်အဲ့ဒီဟာတွေရတာဒီစိတ်အိန္ဒြေကမနိန္ဒြေဟုတ်လားစေတသိက်အိန္ဒြေတွေကဒါတွေမဟုတ်ဘူးလားစေတသိက်အိန္ဒြေတွေကိုပြောပါဆိုရင်ဝေဒနိန္ဒြေ5ပါးရေတတ္ဒိန္ဒြေရေ6ပါးဖြစ်သွားပြီဟဲ့လားဝီရိယိန္ဒြေ9ပါးတတိန္ဒြေ10ပါးတမာဒိန္ဒြေ9ပါးပညိန္ဒြေ10ပညိန္ဒြေအထူး3ပါးဆို73ပါးစိတ်အိန္ဒြေက73စေတသိက်အိန္ဒြေက73စိတ်အိန္ဒြေကတပါးဆိုရင်နံအိန္ဒြေပေါင်း14ပါးရုပ်တက်အိန္ဒြေက9ပါးရုပ်နံရောအိန္ဒြေကတပါးပေါင်းလိုက်အိန္ဒြေ22ပါးဒါကြောင့်အိန္ဒြေ22ပါးကိုစာမေးပွဲကြမေးလေးရှိတယ်ရုပ်သက်အိန္ဒြေဆိုရင်အိန္ဒြေလို့မေးတဲ့အတွက်စေတသိက်ကိုတရေကိုမကြည့်ရဘူးတရားကိုကြည့်ရုပ်သက်အိန္ဒြေဘယ်နှပါလဲ9ပါးဟုတ်တယ်လားရုပ်နံရောအိန္ဒြေဘယ်နှပါလဲဆိုရင်တပါးအဲ့ဒါဇီဝိတ္တိန္ဒြေကိုကောက်ရတာဟုတ်လားတရေကိုကြည့်လိုက်ရတာတရားအနေနဲ့ဇီဝိတ္တိန္ဒြေတပါးတရေကိုအနေနဲ့ကြည့်ရုပ်ဇီဝိတနံဇီဝိတဆိုရုပ်နံရောအိန္ဒြေဆိုရင်တပါး
ပြီးရင်နံတက်အိန္ဒြေတခြားရုပ်တွေမပါရဘူးနံတက်အိန္ဒြေဆိုရင်စိတ်အိန္ဒြေကတပါစေတသိက်အိမ်က73ပါးဆိုတဲ့ကြောင့်14ပါးဟုတ်လားရှိပေါင်းလိုက်ရင်အိန္ဒြေဘလောက်လဲလို့ကြည့်လိုက်ရင်အိန္ဒြေပေါင်း22ပါးအဲ့ဒါစာမေးပွဲပု္ပ္ပစာတစ်ပုဒ်ပဲအိန္ဒြေ22ပါးဝယ်ရုပ်တက်အိန္ဒြေနော်နုနံယောအိန္ဒြေနံတက်အိန္ဒြေတို့ကိုသင်္ချာမျှဖော်ပြပါဆိုရင်သင်္ချာမျှဆိုကျွန်တော်တို့အဲ့သင်္ချာလေးပဲရေးရမှာဟိုအဖြေအဲ့ဒီကဏ္ဍတွေရဖို့တော့ကိုယ့်ကိုတွက်ယူရတယ်ရှင်းလားဒါဆိုရင်အိန္ဒြေ22ပါးဝယ်တရားအနေနဲ့အိန္ဒြေတရားနော်အိန္ဒြေတရား22ပါးဝယ်ရုပ်တက်အိန္ဒြေယုံနံယောအိန္ဒြေနံတက်အိန္ဒြေတို့ကိုသင်္ချာမျှဖော်ပြပါဆိုရင်ယုတ်တက်အိန္ဒြေသည်9ပါးယုံနံယောအိန္ဒြေက1ပါးနံတက်အိန္ဒြေ14ပါးရပြီနော်ဒါဟုတ်တစ်ခါစာကြည့်မကြည့်ကြည့်ရအောင်ယုတ်တက်အိန္ဒြေဘယ်နှပါးလဲ9ပါးယုတ်တက်အိန္ဒြေ9ပါးကိုရေတွက်၍ပြပါဆိုရင်ပတာရိန္ဒြေ5ပါးနဲ့ဘာဝိန္ဒြေ2ပါးကိုရေးရမှာမဟုတ်ဘူးလားဒါဆိုရင်ရုပ်တက်အိန္ဒြေ9ပါးမှာစက်ခုံဒြေသောတိန္ဒြေဂာနိန္ဒြေဇိဝိန္ဒြေကာယိန္ဒြေဟုတ်လားဒါတွေပြီးရင်အိဋ္ဌိန္ဒြေအိဋ္ဌိဘာဝရုပ်လေအိဋ္ဌိန္ဒြေပြီးရင်ပုရိသိန္ဒြေဟုတ်ပြီနော်ဒါဆိုရင်ရုပ်တက်အိန္ဒြေဒီဘယ်နှပါလဲ9ပါးယုံနံရောတဲ့အိန္ဒြေတဲ့ယုံနံရောအိန္ဒြေတပါးလို့ပြောတယ်အဲ့ဒါဘာလဲလို့ပြောရင်ဇီဝိတိန္ဒြေဟုတ်ရဲ့လားပြီးရင်နံတက်အိန္ဒြေကိုပြောပါဆိုရင်မနိန္ဒြေဆိုတဲ့စိတ်ရှိမယ်ပြီးရင်ဟလာဝေဒနိန္ဒြေက5ပါးရှိမယ်ဟုတ်လားရှင်ပြီးရင်ဘိုးအိန္ဒြေက5ပါးရှိမယ်ဟုတ်လားပြီးရင်ပိညိန္ဒြေအထူး3ပါးမရှိဘူးလားဟောဟုတ်တယ်နော်ပေါင်းလိုက်လို့ရှိရင်ဒီမှာက1ဒီမှာက10ဒီမှာက3ဆိုတော့အလုံးပေါင်းရင်14ပါးဒါဆိုရင်နံတက်အိန္ဒြေတွေကိုနာမည်ပြောပါဆိုအတုံမှတ်လိုက်တာနံတက်အိန္ဒြေ14ပါးမှာစိတ်ဖြစ်တဲ့အတွက်မနိန္ဒြေဝေဒနာ5လို့မှတ်လိုက်တဲ့အတွက်ဒုခိန္ဒြေဒုခိန္ဒြေသောမနသိန္ဒြေဒေါမနသိန္ဒြေဥပိခိန္ဒြေနောက်တစ်ခါဘိုဣန္ဒြေ5ပါးဆိုတော့မနေ့ကလည်းမှတ်ပြီးပြီတတ္ထာဝရိယတတိတမာတိပညာဒါဆိုရင်တတ္ထိန္ဒြေဝိရိယိန္ဒြေတတိန္ဒြေတမာတိန္ဒြေပညာန္ဒြေအထူး3ပါးမှာအနေညာတိညက်တာမိတိန္ဒြေအညိန္ဒြေအညာတာဝိန္ဒြေစာကြက်လိုက်အဲ့လိုကြက်လိုက်ဓမ္မမိတ်ဆွေတို့မေးချင်တယ်လို့မေးအကုန်ရသွားပြီရှင်းမလားရှင်ရပြီလားဒါဆိုရင်အိန္ဒြေ22ပါးမှတ်မိပြီနော်အဲ့တော့အရန်လဲအရေးကြီးပါတယ်ဓမ္မမိတ်ဆွေများသိချကြည့်ရမယ်ဒီတိရပါလားကဲဓမ္မမိတ်ဆွေများရေတစ်ခေါက်ပြန်ပြီးတော့ကျမတို့ဆိုကြအောင်ဆိုနော်တစ်ခေါက်ပြန်ဆိုမယ်စာကြည်သွားအောင်အဲ့တော့အိန္ဒြေတရားဘယ်နှပါလဲဆိုတာအရင်ဆုံးကြည့်မယ်နော်အိန္ဒြေတရား22ပါးအိန္ဒြေတရားဆိုတဲ့အတွက်ကြောင့်ဒီတရားကိုအရင်ကြည့်ရင်အောက်ကတရားကိုမကြည့်သေးဘူးအိန္ဒြေတရား22ပါးဆိုတာဘာတွေလဲကြည့်လိုက်ရင်ပတာရိန္ဒြေ5ပါးဆိုလိုက်ရအောင်စက္ခုံဒြေသောတိန္ဒြေဂာနိန္ဒြေဇိဝိန္ဒြေကာယိန္ဒြေပြီးရင်ဘာဝိန္ဒြေ2ပါးဘာဝိန္ဒြေ2ပါးမှာအိဋ္ဌိန္ဒြေပုရိသိန္ဒြေနောက်တစ်ခါဇီဝိတိန္ဒြေဟုတ်လားနောက်တစ်ခါမနိန္ဒြေနောက်တစ်ခါဝေဒနိန္ဒြေ5ပါးဆိုတဲ့ကြောင့်ဖော်လိုက်မယ်ဒုခိန္ဒြေဒုခိန္ဒြေသောမနသိန္ဒြေဒေါမနသိန္ဒြေဥပိခိန္ဒြေပြီးရင်တုံးလေးချမောကြည့်လိုက်တော့တတ္ထာဆိုတော့တတ္ဒိန္ဒြေဘိုဣန္ဒြေ5ပါးလို့မှတ်လိုက်ရပြီလေတတ္ထာဝရိယတတိတမာရိပညာဆိုတော့နောက်တော့ပါလေဝီရိယိန္ဒြေတတိဆိုတော့တတိန္ဒြေပြီးရင်တမာရိတမာဒိန္ဒြေပြီးရင်ပညာန္ဒြေဒါဒီဘိုဣန္ဒြေ5ပါးမဟုတ်ဘူးလားဒါဆိုရင်ကျမတို့ကဘိုဣန္ဒြေ5ပါးမှာတတ္ထာဝီရိယတတိတမာရိပညာဟုတ်ပြီနော်အဲ့ဒါကိုနာမည်လေးထည့်လိုက်တော့တတ္ဒိန္ဒြေဝီရိယိန္ဒြေ
တတိန်တရေတမာတိန်တရေပြီးရင်အထုသုံးခုမှာအနိညာတိညတ်တာမိတိန်တရေအနိညာတိညတ်တာမိတိန်တရေဒါလေးအထုလေးကိုအယောင်လေးခွဲပေးလိုက်အနိညာတိညတ်တာမိတိန်တရေအငိမ့်တရေအညာတာဝိနေတာအထုသုံးခုဟုတ်ပြီနော်ဒါဆိုရင်နံအိန္ဒြေတွေကိုပြောပါဆိုရင်နံအိန္ဒြေတွေကကျမတို့ကမြင်အောင်ကြည့်လိုက်တော့မယ်နော်ကဲနံအိန္ဒြေတွေမှာမနိန္ဒြေပြီးရင်ဝေဒနိန္ဒြေက5ပါးဘိုဣန္ဒြေက5ပါးအထု3ပါးပေါင်းလိုက်ရင်14ပါးနံသက်သက်ဣန္ဒြေ14ပါးဘာတွေလဲစိတ်ဣန္ဒြေက1ပါးဝေဒနိန္ဒြေက5ပါးဘိုဣန္ဒြေက5ပါးအထု3ပါးစိတ်ဣန္ဒြေ1ပါးမှာမနိန္ဒြေဝေဒနိန္ဒြေ5ပါးမှာဒုက္ခိန္ဒြေဒုက္ခိန္ဒြေသောမနတိန္ဒြေဒေါမနတိန္ဒြေဥပိခိန္ဒြေဘိုဣန္ဒြေ5ပါးမှာတတ္ထဝရိယတတိသမารိပညာပြောမယ်ဆိုတတ္တိန္ဒြေဝရိယိန္ဒြေတတိန္ဒြေသမာဓိန္ဒြေပညာန္ဒြေအထု3ပါးမှာအနိညာတိညတ်တာမိတိန္ဒြေအငိန္ဒြေအညာတာဝိန္ဒြေဖြည့်တတ်သွားပြီဟုတ်ပြီနော်ပြီးရင်တခါယုတ်နံရောဣန္ဒြေဆိုရင်ယုတ်နံရောဣန္ဒြေကဘာလဲဇီဝိတိန္ဒြေယုတ်သက်သက်ဣန္ဒြေကပတာရိန္ဒြေ5ပါးနဲ့ဘာဝိန္ဒြေ2ပါးယုတ်သက်သက်ဣန္ဒြေ9ပါးယုတ်သက်သက်ဣန္ဒြေ9ပါးမှာပတာရိန္ဒြေ5ပါးဆိုတော့ဘာတွေလဲစက္ခုံဒြေသောတိန္ဒြေဂာနိန္ဒြေဇိဝိန္ဒြေကာယိန္ဒြေဘာဝိန္ဒြေ2ပါးမှာဣဋ္ဌိန္ဒြေပုရိတိန္ဒြေယုတ်နံရောဣန္ဒြေမှာဇီဝိတိန္ဒြေစိတ်ဣန္ဒြေမှာမနိန္ဒြေစေတသိက်ဣန္ဒြေမှာ73ပါးသွားမှာလေဟုတ်ပြီနော်အဲ့ဒီမှာစေတသိက်ဣန္ဒြေ73ပါးကိုမှတ်ရင်ဝေဒနိန္ဒြေက5ပါးဘိုဣန္ဒြေက5ပါးအထု3ပါးဆိုရင်ဣန္ဒြေ22ပါးအေးစိတ်ရသွားပြီရပြီနော်ကဲအဲ့ဒါကိုတရေကိုကောက်မယ်ကျမတို့တော့အဲ့လိုဘယ်သူမှမကြက်ပေးဘူးဓမ္မမိတ်ဆွေများကြီးကိုယ့်ဟာကိုကြက်ခဲ့ရတာဓမ္မမိတ်ဆွေတွေကြတော့လေကိုချင်းလဲစားတယ်ဟိုပင်ပန်းကြမယ်ဓမ္မမိတ်ဆွေတွေကိုယ့်ဟာကိုကြက်နေလို့ရှိရင်မြစ်ကြီးကိုအလျားလိုက်ကူးနေရမှာဆိုတဲ့အတွက်ကြောင့်နော်ဓမ္မမိတ်ဆွေတို့ကဒုတ်လေလေးနဲ့ပထမတော့လှေလေးနဲ့ပေါ့နော်ကဒုတ်လှေလေးနဲ့ဟိုဘက်ကန်းနဲ့ဒီဘက်ကန်းကိုပို့တာအခုလူအများကြီးဆိုရင်တော့တင်မောကြီးနဲ့ပို့လိုက်တာပဲဟုတ်တယ်လားအဲ့တော့မြစ်ကြီးကိုအလျားလိုက်မကူရတော့ရေကူးတွေပါလေလှုပ်ဆရာမလုံးနော်ရေကူးချန်ပီယံတင်မောင်လေးတို့ကျမတို့ခေတ္တကတော့ရှိခဲ့တာပေါ့နော်အဲ့ဒါကဓမ္မမိတ်ဆွေတို့ရေကူးဆရာမလုံးနေမို့ဆိုလက်ပြစ်တာကူးနေရရင်တော့ဓမ္မမိတ်ဆွေတို့ဟလာခြေတော့ကလည်းခတ်မယ်လက်ကလည်းရက်နေအောင်မယ်အသက်ကလည်းရှူအောင်မှနဲ့ဆိုဇလန်းရှုံမယ်အခုဆိုရပြီနော်ကဲဣန္ဒြေ122ပါးပတာရိန္ဒြေ5ပါးဆိုမယ်စက္ခုံဒြေသောတိန္ဒြေဂာနိန္ဒြေဇိဝိန္ဒြေကာယိန္ဒြေတရေကိုကောက်ရင်စက္ခုံဒြေသည်စက္ခုပတာဒါယုတ်တရေကိုသောတိန္ဒြေသည်သောတပတာဒါယုတ်တရေကိုဂာနိန္ဒြေသည်ဂာနပတာဒါယုတ်တရေကိုဟုတ်ပလားဇိဝိန္ဒြေသည်ဇိဝပတာဒါယုတ်တရေကိုရပြီနော်ကာယိန္ဒြေသည်ကာယပတာဒါယုတ်တရေကိုပြီးပြီဘာဝိန္ဒြေ2ပါးစာချက်တယ်ဖော်လိုက်မယ်ဘာဝိန္ဒြေ2ပါးမှာဣဋ္ဌိန္ဒြေပုရိတိန္ဒြေတရေကိုကောက်မယ်ဣဋ္ဌိန္ဒြေသည်ဣဋ္ဌိဘာဝယုတ်တရေကိုပုရိတိန္ဒြေသည်ပုံဘာဝယုတ်တရေကိုတက်လာဆိုသွားတာပတာတိန္ဒြေ5ပါးတရေကိုကြရင်ပတာဓာယုတ်5ပါးဘာဝိန္ဒြေ2ပါးဣန္ဒြေတရားမှာလေရုပ်တွေနံနေလုံးဝမပါအောင်တရားမှာရုပ်လားနံလားနာမည်မပါအောင်စက္ခုံဒြေသောတိန္ဒြေဂာနိန္ဒြေဇိဝိန္ဒြေကဘယ်မှာလဲရုပ်တရေကိုကြမှာစက္ခုံဒြေသည်စက္ခုပတာဓာယုတ်တရေကိုလို့ဆိုလိုက်ရတဲ့အတွက်ကိုကဗာသိရမှာဆိုစက္ခုံဒြေဆိုတာစက္ခုပတာဓာယုတ်ကိုတရေကိုကောက်တဲ့အတွက်ဒါရုပ်တရားရုပ်ဣန္ဒြေနားလည်ပြီနော်ဒါကြောင့်တရားမှာရုပ်လားနံလားမပါဘူးရုပ်တရားလားနံတရားလားလို့မေးခွန်းမေးရင်တရေကိုပြန်ပြန်ရှာရတယ်တရားရဲ့နောက်ွယ်မှာရှိတဲ့အထယ်ကိုတရေကိုလို့သုံးတာတရားကတော့မျက်နှာဖုံးလေးလိုပဲတတရစက္ခုံဒြေချထား
ကျမတို့ပြောတယ်လေစကုံတရေချထားဟိုကြည့်ဒီကြည့်မကြည့်နဲ့ဆိုဘာလဲစကုံတရေဆိုတာစကုပတာရာယုတ်ဆိုတာဒါကိုဆိုလို့နေတာဟုတ်လားတောတိန်တရေမနိန်တရေစိတ်ကိုလျောင်းထိမနိန်တရေလို့ပြောရင်ဘာကိုပြောတာစိတ်ဒါစိတ်ကိုပြောနေတာအဲ့ဒီပုံစံမျိုးသုံးနေနားလည်ပြီနော်ဒါဆိုရင်ခုဒါအဓိပ္ပာယ်မပါသေးဘူးနော်ဒါကြောင့်တရားမှာယုတ်နံမပါဘူးဓမ္မမိတ်ဆွေတို့ကပြီးခဲ့တဲ့ဘက်ကတင်လိုက်တယ်ဟိတ်6ပါးလို့တင်လိုက်တယ်ဟုတ်လားဟိတ်တရား6ပါးဟိတ်တရား6ပါးမှာဗါတွေလဲလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်အလောဘဟိတ်အဒေါသဟိတ်အမောဟဟိတ်အဲ့ဒါဟိတ်တရား6ပါးသည်ဟိတ်တရား6ပါးသည်ယုတ်တရားလားနံတရားလားဆိုတရားကိုလှန်ကြည့်လောဘဟိတ်သည်လောဘစေတသိက်တရားကိုဒေါသဟိတ်သည်ဒေါသစေတသိက်တရားကိုမောဟဟိတ်သည်မောဟစေတသိက်တရားကိုအာလောဘဟိတ်သည်အာလောဘစေတသိက်တရားကိုအာဒေါသဟိတ်သည်အာဒေါသစေတသိက်တရားကိုအာမောဟဟိတ်သည်ပညာစေတသိက်တရားကိုဆိုသွားတာဟိတ်တရား6ပါးသည်တရားကိုကြည့်စေတသိက်6ပါးဖြစ်တဲ့အတွက်ဟိတ်တရား6ပါးသည်ယုတ်လားနံလားနံဒါဒီလို idea သွားမှာဟုတ်ပြီနော်ဇာနင်တရား9ပါးဆိုသွားတယ်ဝိတက်ဇာနင်သည်ဝိတက်တရေကိုဟောစေတသိက်ဝိစာရဇာနင်သည်ဝိစာရတရေကိုပီတိဇာနင်သည်ပီတိတရေကိုဒေါမနတဇာနင်ဒေါမနတဇာနင်ဥပိ္ပခာဇာနင်သည်ဝေဒနာတရေကိုဟလာဧကဂရာတရေဇာနင်သည်ဧကဂရာတရေကိုဆိုတရေကိုကြည့်လိုက်တော့လေစေတသိက်ဆိုတော့ဇာနင်တရား9ပါးတရေကိုကြည့်ရင်5ပါးသူဒီရုပ်လားနံလားဆိုရင်တိဘူးလေမပါမပါတာမဟုတ်ကိုယ့်အကိုတရေကိုကြည့်လိုက်ရင်အဲ့ဒါနံဟုတ်ပြီနော်အဲ့ဒါမျိုးသွားရတာလीနားလည်ပြီနော်မက်ကင်တရား12ပါးတရေကိုကြည့်ရင်အဲ့ဒါလေနံကြီးပဲဓမ္မမိတ်ဆွေများဟုတ်တယ်လားဒါကြောင့်ဟိတ်ဆိုရင်6ပါးဟိတ်နာရဲ့ဘေးမှာနံလို့ရေးထားရမယ်ဇာနင်ဆိုလဲနံပဲဟုတ်လားဇာနင်တရား6ပါး9ပါးဒီနံကြီးပဲဆရာမပြောလို့နံလို့ရေးရတာလားဘာလို့လိုက်လဲဆိုရင်ဆရာမပြောလို့ရေးရတာမဟုတ်တရေကိုပြန်ပြန်ကြည့်ရင်စေတသိက်တွေကြီးပဲဟုတ်လားဟိတ်တရား6ပါးလဲစေတသိက်ဇာနင်တရား9ပါးလဲတရေကို5ပါးလုံးဒီစေတသိက်တခါမက်ကင်12ပါးတရေကိုကောက်ရင်6ပါးအဲ့ဒါစေတသိက်ကြီးပဲဆိုတော့မက်ကင်12ပါးလဲဘာကြီးပဲလဲနံကြီးပဲအခုအိန္ဒြေတရားက22ပါးတရေကိုကြရင်16ပါးဟုတ်လားဒါဆိုရင်အိန္ဒြေ22ပါးမှာအိန္ဒြေတရား22ပါးဒီရုပ်လားနံလားလို့ပြောရင်တရေကိုကြည့်လိုက်တော့ရုပ်တွေရောမရှိဘူးလားနံတွေလည်းရှိတဲ့အတွက်ကြောင့်အိန္ဒြေ22ပါးဒီရုပ်အိန္ဒြေလည်းရှိတယ်နံအိန္ဒြေလည်းရှိတယ်ရုပ်နံရောနေတာလည်းရှိတယ်ဆိုအဲ့ဒါစာမေးပွဲမှာအဲ့ဒါနားလဲလဲသွားတယ်စာမေးပွဲမှာမဟုတ်ပါဘသူမေးမေးကိုတက်နေဒါရေးကြည့်တာမေးရင်ဖြေတတ်ဖို့စ조사နေတာမဟုတ်ဘူးလားအဲ့တော့အဲ့ဒီလိုမေးရင်ဖြေနိုင်တဲ့ပုံကိုဒီအာဂလူပဲပေါ့အာဂလူဆိုတာဥကလာတာလေကိုကဒီတရားကိုသင်ထားရင်ဂါဂနာနာအကုန်သိရမယ်ဂါငယ်ဂလားဂါကြီးဂလားဂါဂလို့ပြောပေမဲ့ဂါငယ်ဂလားဂါကြီးဂလားနာနာလို့ပြောပေမဲ့နာငယ်နာလားနာကြီးနာလားသေချာပြောနိုင်တယ်ဂါဂဘာဂါဂလဲစလုံးပေါင်းရေးပြသိဘူးနာနာဘာလဲသိဘူးသူများခေါ်လို့သာခေါ်လိုက်တာစလုံးပေါင်းရေးပြမသိဘူးဆိုကိုကဂါဂလို့ပြောရင်ဂါငယ်ဂါကြီးဂဟလာဂါဂအတန်တိုးအတန်သေးတာနဲ့အတန်ကြီးတာနဲ့နာနာငယ်တာနဲ့ကြီးတာနဲ့ကွာသွားတာလေဒါကြောင့်ဂါငယ်ဂါကြီးဟုတ်လားဂါဂမှာငယ်တာတွေကြီးတာရယ်နာငယ်နာကြီးဟောအငယ်နဲ့အကြီးမရှိဘူးလားဒါဆိုအဲ့လိုခွဲသိနေရမယ်ဘာအလုတ်ကိုစီးတဲ့မြင်းသည်အထီလာမှလားတိကိုသိရမယ်တိဦးလေတွေ့တော့စီးဆိုစီးသွားလိုက်တာဘာစီးသွားမှလည်းမသိဘူးမြင်းလားနွားလားဘာမှမသိဘူးစီးတော့စီးခဲ့တာပဲဟဲ့နင်းစီးလာတဲ့မြင်းကထီလာမှလားဆိုလေတိဘူးလေဆိုအောက်ကုန်းကြည့်မှဆိုဒါမဟုတ်တော့အချက်ကွဲမှာဟုတ်တယ်လားအလုတ်တစ်ခုလုပ်ရင်တေးသေးချာချာလုပ်ရမယ်ကျမတို့ဟလာကျမတို့အမြဲပြောလို့ရှိတယ်လေဟလာရက်ခိုင်ပရင်ခွေးကြည့်ခိုင်းတာမျိုးမဖြစ်စေနဲ့ကြားဘူးတယ်ကျောင်းနေတော့တင်ခဲ့ရတာလေဟုတ်လားအောက်မှာကျောင်းအောက်မှာခွေးမွေးတယ်တွားကြည့်စမ်းဆိုတယောက်ကတွားကြည့်ကျောင်းသားတယောက်တွားကြည့်တယ်မွေးပြီဟုတ်ပါတယ်ဖေမှန်ပါတယ်ဖေမွေးပါတယ်ဟဲ့ဘယ်နဲ့ကောင်လဲတစ်ခေါက်တွားကြည့်ပြန်ကြည့်တယ်ခါလာ10ကောင်ပါဖေဟဲ့အထီးဘယ်နဲ့ကောင်လဲအမဘယ်နဲ့ကောင်လဲဆိုတစ်ခါသွားကြည့်အထီးဘယ်နဲ့ကောင်အမဘယ်နဲ့ကောင်ဟဲ့အဖြူကဘယ်နဲ့ကောင်လဲဆိုတစ်ခါပြေးကြည့်အမဲကဘယ်နဲ့ကောင်လဲတစ်ခါပြေးကြည့်အကွက်ကဘယ်နဲ့ကောင်လဲဆိုအဲ့ဒီလိုမေးတိုင်းကြည့်ရတာကကျောင်းသားတယောက်နောက်ကျောင်းသားတယောက်ကတွားကြည့်ခိုင်းလိုက်တာနဲ့မှန်ပါတယ်ဖေ10ကောင်ပါဖေအထီးကဘယ်နဲ့ကောင်အမဘယ်နဲ့ကောင်အကြားလေးကဘယ်နဲ့ကောင်လားနေရွက်ကုတ်ကလေးကဘယ်နဲ့ကောင်
ဟာလာအမိထောင်လေးရဘယ်နှကောင်စသည်ဖြင့်ပြောနိုင်တယ်လို့အလုပ်တစ်ခုလုပ်ရင်ဂါနာတေချာရှိမှအဲ့ဒီပုံကိုဒီစစ်စစ်ဆက်ဆက်ရှိမှသာလင်ဓမ္မမိတ်ဆွေများတက်မြောက်တယ်အဲ့ဒါစီးစနစ်ဆိုတာအဲ့ဒါနဲ့သွားတာနော်ကျမတို့လေ့လာခဲ့ရတာအဲ့ပုံစံနဲ့သွားတာအဲ့တော့စားဆိုကြက်ဆိုကြက်လိုက်တာပဲဘာမှလည်းမသိပဲနဲ့ကြက်ဆိုကြက်လိုက်တယ်ဖြေဆိုဖြေထည့်လိုက်တယ်ပြီးလဲပြီးရောတဲတဲ့ကိုရေသွန်လိုက်တယ်လို့ဘာမှမကြံတော့ရင်ဟလာဒါမှမဟုတ်ရင်လေပလိုင်းပေါက်ကြီးနဲ့ဖားကောက်တယ်လို့တကောင်မှမကြံတော့ရင်ဆရာလုပ်တဲ့သူကတော့တကောင်ထည့်ဟလာပြီးလဲပြီးရောပလိုင်းတော့အပြည့်ထည့်ပေးလိုက်တာပဲပြီးရင်အပေါက်ကြီးဖြစ်နေတဲ့အတွက်ကြောင့်တလို့တကောင်ဆင်းသွားအိမ်လဲရောက်ကဘာတကောင်မှမကြံတော့တယ်လို့ပဲဟုတ်တယ်နော်စင်အိုးကြီးတဲ့တော့ရေတွေထည့်ပေးလိုက်တာပဲဒါပေမဲ့စင်အိုးခွဲကြီးနဲ့ဆိုရင်လေတစဲမှမကြံဒါမှမဟုတ်လေစင်အိုးကြီးတဲ့တော့ထည့်ပေးပေမဲ့ကိုကစင်အိုးကြီးကိုမှောက်ထားရင်လေထည့်ပေးသမျှရေတွေမဝင်ဘူးဒါကြောင့်ပညာရှာတဲ့နေရာမှာတိတိကျကျယူရတယ်ခုဓမ္မမိတ်ဆွေတို့ခုတင်ကျင်တဲ့စိတ်ကလေးနဲ့တင်ယူနေရတာတင်နေယူနေကြတာပဲကျမတို့ဘက်ကကျေးဇူးတွေတင်ရတာကျမတို့ခေတ်တုန်းကတင်ယူတဲ့သူလည်းမရှိဘူးဆရာနဲ့တပည့်မှာဆရာလည်းကျမတို့ရှေးတုန်းကဆရာတွေပုံစံနဲ့ဆိုစနစ်အရန်ကြီးကြတာဆရာသိမမေးရဘူးသိကျင်လို့သွားမေးလဲနင်တို့ဒီအချိန်မလို့သေးဘူးနောက်အတန်းကြမှာဆိုသိကျင်စိတ်တွေကတဖွာဘေးစာလဲမဖတ်ရှာဖတ်တတ်သေးတဲ့အရွယ်အဲ့တော့ပညာကိုလိုချင်စိတ်နဲ့တအားရှာခဲ့ရတာနောက်တစ်ခါကိုကအတန်းတွေရလာပြီးတော့ဆရာပြန်လုပ်တဲ့အချိန်ကြတော့လေကိုဓမ္မမိတ်ဆွေတွေကိုနဲ့ကြုံတဲ့ဓမ္မမိတ်ဆွေတွေကကိုလိုမျိုးတွေမေးတဲ့သူတွေဖြစ်လာတယ်နောက်အသက်အရွယ်ကလည်းကျမတို့ဆိုအသက်22နှစ်မှာဆရာမဖြစ်နေပြီအသက်ကငယ်မေးတဲ့လာတင်တန်းတက်တဲ့ဓမ္မမိတ်ဆွေတွေကကိုတဲ့အသက်အရွယ်ကြီးတဲ့သူယာထုကြီးတဲ့သူပညာကြီးတဲ့သူအများကြီးပဲအဲ့မှာတို့ကမေးတော့တာပဲငယ်တယ်ဆိုတော့မေးတာပေါ့ဟလာဆရာကြီးတွေဆရာမကြီးဆိုရင်တောင်းတရုံကလက်နာမမေးရဘူးခုကျမတို့တော့ဆရာမလည်းပေါက်ဆဆိုတော့မေးကြတာမညာမတောင်မေးတာရဲဆက်ကိုမေးတာအတန်းထဲမှာတင်ကွယ်မေးတာမဖြေနိုင်အချက်ကကွယ်ရောအဲ့တော့ဘာလို့လဲဆို2ဆ3ဆကိုစူးစမ်းရတယ်လိုက်ရှာရတာဒီဟာတခုမှမေးနိုင်တခါတလေလဲမေးပါတယ်ကိုမဖြေနိုင်တာဆိုတခါလေဒါကြောင့်မဖြေနိုင်ရိုးသားရတယ်ကျမမသိသေးဘူးကျမစာပြန်ရှာမယ်ဒါမှမဟုတ်လေကျမတဲ့သိတဲ့သူမေးပါမယ်ဆိုအဲ့လိုစူးစမ်းခဲ့ရတာဓမ္မမိတ်ဆွေမယ်ဒါကြောင့်ဆရာမဖြစ်ခါစားမှာလူတယောက်ကတင်နန်းဓမ္မမိတ်ဆွေတယောက်ကမျက်မှောင်ကြီးကုတ်လာပြီခေါင်းကုတ်လာပြီဆိုရင်ကိုကနည်းနည်းဒီကဒူးတုံနေပြီသူမေးတော့မယ်ဆိုကျမတို့တော့ကအဲ့ဒီလိုရက်ဆက်တော့နော်မညာမတာမေးတော့ဓမ္မမိတ်ဆွေများနဲ့ကြုံခဲ့ရတာခုဓမ္မမိတ်ဆွေတွေကြတော့အရင်သဘောကောင်းတာတရားဟောမှမမေးဘူးနော်အဲ့တော့မမေးပေမဲ့ဘာဖြစ်လဲဆိုကျမတို့ကအဲ့ဒီအတွေ့အကြုံတွေကိုကစာသင်သားဘဝမှာဒီနေရာရောက်ရင်ကိုကမသိတော့ဘူးဒီနေရာရောက်ကြရင်ခက်နေပြီဆိုရင်ကြိုပြောသွားတာပြောသွားတော့ဟာဆရာမအကြအမြင်ရနေလားမသိငါတို့မေးမဲ့ကြံဖြေပြီးသားဘယ်ရလားအကြအမြင်ရမလဲဓမ္မမိတ်ဆွေအတွေ့အကြုံပဲနော်ဒါကြောင့်အတွေ့အကြုံပေါ်မူတည်ပြီးတော့အတွေ့အကြုံဒီလဲဆရာပြန်ဖြစ်တာလေဒါကြောင့်ကျမတို့မှာအခက်အခဲတွေနဲ့အများကြီးယူခဲ့ရဒီဟာတွေဆိုကိုယ့်အကူကြက်ရတာကြက်ခဲ့ပြီးတော့ဘာမှမသိပဲကြက်ခဲ့ပြီးမယ်စာမေးပွဲခန်းထဲကြမှာဟလာအိန္ဒြေ22ပါးမှာရုပ်တက်အိန္ဒြေဆိုရင်ကိုယ့်အကူပြုပြဲရှာရတာနံတက်အိန္ဒြေပြုပြဲရှာရတာရုပ်နံရောအိန္ဒြေဆိုအဲ့ဒီလိုနဲ့စာမေးပွဲကိုတိုးခဲ့ရတာဆိုတော့ခုဓမ္မမိတ်ဆွေတို့ကြတော့စာမေးပွဲကြမှာတိုးရတာမဟုတ်တော့ဘူးကျမတို့တော့မေးခွန်းဆိုတာစာမွေးခန်းနဲ့ကြာမှတည်တာကျမတို့တော့ကအစမ်းစာမေးပွဲလည်းမရှိဘူးအနေကစာမေးပွဲလည်းမရှိဘူးเนาะစာမေးပွဲခန်းကြီးတဲ့ရောက်မှမေးခွန်းကိုတွေ့ရတာအနှစ်20 30အစိတ်စာမေးခွန်းတွေလည်းတစ်ခါမှမမြင်ဘူးခုဓမ္မမိတ်ဆွေတို့ဆိုရင်ဟလာအစမ်းစာမေးပွဲအနိကစာမေးပွဲနောက်တစ်ခါ revision စာမေးပွဲကြီးအတွက်ဆိုရင်လည်းမေးခွန်းဟောင်းတွေကိုလုတ်ပေးလိုက်တာအဲ့တော့ဘာကြောက်เสียရှိတယ်လဲအခုဒါလေဒါစာကြက်နီးတင်ပေးလိုက်တာနားလည်ပြီနော်ဒါကြောင့်အလွယ်တကူရရင်လေတစ်ခါတလေလူတွေကတန်မိုးမထတတ်ဘူးဓမ္မမိတ်ဆွေများဒါကြောင့်အခုပေးလိုက်တာဒီအလွယ်တကူရသွားပြီဓမ္မမိတ်ဆွေတို့တန်ဖိုးထားမှာနော်အေးတန်ဖိုးထားမှာလေတန်ဖိုးသိမှာလေတန်ဖိုးရှိတယ်ဓမ္မမိတ်ဆွေများတန်ဖိုးမသိရင်တန်ဖိုးမရှိဘူးဓမ္မမိတ်ဆွေများဟုတ်ပြီနော်ဒါကြောင့်ကြောက်လေးတစ်ပွင့်စိန်လေးတစ်ပွင့်တန်ဖိုးရှိပေမဲ့နော်တန်ဖိုးမသိတဲ့သူတွေကြက်လေးတစ်ကောင်အတွက်ကဒီဟာဒီဘာမှန်းအောင်သိမှာမဟုတ်ခလေးလေးတစ်ယောက်အတွက်စိန်တစ်ပွင့်ကောက်ရလဲလက်လောက်ပဲသိမယ်ဘလောက်တန်နေမှန်းမသိဘူးဓမ္မမိတ်ဆွေများဒီပုံစံပဲဒါကြောင့်အခုလွယ်ကူနဲ့ကျမကတော့ဓမ္မမိတ်ဆွေတို့အိမ်မှာဆိုလဲစာရီလဲကြက်နိုင်မှာမဟုတ်ကို့မှာလူပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်ဂရာဝါဒကိစ္စများများလူတို့ပေါင်းဆိုတဲ့အတိုင်းတာရည်သမီးရေးကိစ္စစာဝတ်နေရေးကိစ္စအမေဖေပြုစုရတဲ့ကိစ္စဒါတွေရှိကြမှာပဲဒါမဲ့ဒီတရားတွေကို
တင်ယူခြင်းနဲ့တရားတရားလေးနဲ့တင်နေတာကိုပဲကျမတို့ကျေးဇူးတင်လှပြီဟောတင်ကြပါစေတင်ပြီးရင်လည်းလွယ်လွယ်ကူကူနဲ့တည်သွားနိုင်ပါစေဒါကြောင့်စာမေးပွဲ approach ကိုကျမဘရောမှအားမပေးဘူးဓမ္မမိတ်ဆွေများစာမေးပွဲဖြေပြီးတော့ကျမတို့တင်တိုင်းအောင်ချက်ကောင်းတာကျမမလို့ချင်ပါဘူးနော်တက်မြောက်သွားကြပြီးတော့အဲ့ဒါဒီဓမ္မမိတ်ဆွေတို့ရဲ့ဘဝမှာအဲ့ဒီဓမ္မအတိတွေနဲ့အကျိုးရှိနေသွားရင်ကျမတို့ဝမ်းသာပြီလိုချင်တာဒါလေးပဲနော်ဒါကြောင့်အခုလဲဒါစာမေးပွဲပုံစံမဟုတ်ဒီလိုရှိပါတယ်လို့ပြောတာဒါကြောင့်ခုတင်နေတာဒီကျမဆိုရိုးတင်နေပေမဲ့ဒီထဲမှာပြန်ပြီးတော့ဆရာပြန်ဖြစ်မဲ့ဓမ္မမိတ်ဆွေတွေဆိုလဲဒါစာချနည်းတွေသင်ပေးလိုက်တာပဲเนาะဆရာအနေနဲ့ယူမယ်ဆိုလဲယူတတ်သွားရမယ်เนาะကဲဒါဆိုရင်အိန္ဒြေ122ပါးဆိုသွားတဲ့နေရာမှာဘာပဲဖြစ်ဖြစ်တရားတွေဆိုတိုင်းရုပ်လို့မပါဘူးနံလို့မပါဘူးအဲ့ဒါအမြဲမှတ်တရားကိုကြည့်ပြီးမှရုပ်လားနံလားဆိုတာအမြဲကွဲရတယ်ဆိုတာနားလည်သွားဖို့နော်ကဲဒါဆိုရင်ကျမတို့ကနောက်တစ်ခုကိုကြည့်လိုက်တဲ့အခါမှာဇီဝိတိန္ဒြေလို့ဆိုလိုက်တယ်ဇီဝိတိန္ဒြေဒီတရားကိုကြည့်လိုက်တော့ရုပ်ဇီဝိတရုပ်ဇီဝိတနာဇီဝိတတရားကိုဆိုပြီးဆိုလိုက်တဲ့အခါရုပ်ဇီဝိတဆိုတာဘာလဲဆိုရုပ်ထဲမှာဇီဝိတရုပ်နာဇီဝိတဆိုတာစိတ်ထဲမှာဇီဝိတစိတ်ဆိုတာမရှိဘူးလေစေတသိက်ထဲမှာတော့ဇီဝိတိန္ဒြေစေတသိက်ဆိုတာရှိဘူးလားဇီဝိတိန္ဒြေလို့ဆိုတာကဇီဝိတနဲ့ဣန္ဒြေပေါင်းနေတာလေဒါဆိုရင်နာဇီဝိတဆိုတာတခြားမဟုတ်ဘဲနဲ့ဇီဝိတိန္ဒြေစေတသိက်ဒါဆိုရင်ဣန္ဒြေတရားတော့ကတော့ဇီဝိတိန္ဒြေလို့ပဲဆိုလိုက်တယ်တရားကိုကြရင်တော့ရုပ်ဇီဝိတဆိုတာဇီဝိတရုပ်ကိုပြောတယ်နာဇီဝိတဆိုတာဇီဝိတိန္ဒြေကိုပြောတဲ့အတွက်ဒီဇီဝိတိန္ဒြေဒီရုပ်နာရောနေတော့ဣန္ဒြေဆိုတာဘာကိုကြည့်ပြောတာလဲတရားကိုပဲကြည့်ပြောတာเนาะတရားကြည့်မပြောဘူးဇီဝိတိန္ဒြေဒီရုပ်ဇီဝိတနာဇီဝိတတရားကိုဆိုတဲ့တရားရုပ်ကောနာရောသူ့မှာပေါင်းပြီးရှိတယ်ရှင်းရောရှင်းလားဇီဝိတဆိုတာအသက်ပဲဓမ္မမိတ်ဆွေများဓမ္မမိတ်ဆွေတို့ဒါအစိမ်းသက်မဟုတ်ပါဘူးကျမတို့ဒုတိယဇင့်နော်ဒုတိယဇင့်ကျမတို့ရုပ်ပိုင်းမှာသေခြင်းတတ်မှတ်ပုံဆိုတာရှိတယ်လေသေခြင်းတတ်မှတ်တတဝတယောက်ဟုတ်လားအသက်မရှူယုံများနဲ့နှလုံးမခုန်ယုံများနဲ့သေတယ်လို့ဆိုလို့ရလားဆိုမဆိုလို့မရပါဘူးသေတယ်လို့တတ်မှတ်ဖို့ဆိုရင်အာယုဥတ္တမစဝိညာဏံလေးမှတ်မိလားအာယုဆိုတာရုပ်ဇီဝိတနံဇီဝိတဥတ္တမဆိုတာကိုငွေ့တေစောဝိညာဏံဆိုတာစိတ်အဲ့ဒီသုံးခုလုံးတစ်ပြိုင်တည်းချုပ်မှသေတယ်လို့သတ်မှတ်တယ်လို့သင်ခဲ့တယ်လေအဲ့ဒီမှာအာယုဆိုတာအသက်လေအသက်မှာမှရုပ်ကောနံရောရှိတဲ့သူဆိုရင်ရုပ်ဇီဝိတနံဇီဝိတနှစ်ခုချုပ်ရတယ်ဟုတ်ပြီနော်အရူပဗြဟ္မာကြီးကြတော့နံကြီးပဲရှိတဲ့အတွက်ကြောင့်သူကနံဇီဝိတပဲချုပ်သွားရတယ်အတိညာတဗြဟ္မာကြီးကြတော့ဇီဝိတရုပ်ပဲရှိတဲ့အတွက်ဇီဝိတရုပ်ချုပ်ရင်သူသေတာပဲကျမတို့ကြတော့ရုပ်ကောနံရောရှိတဲ့အတွက်ရုပ်ဇီဝိတဆိုတဲ့ဇီဝိတရုပ်ကောနာဇီဝိတဆိုတဲ့ဇီဝိတိန္ဒြေရောချုပ်မှသိတယ်သတ်မှတ်တယ်ဟာနားလည်ပြီနော်ဒါကြောင့်ဒီနေရာမှာဇီဝိတိန္ဒြေဆိုတာဇီဝိတမှာအစိုးရတာဒီတရားကိုကြည့်ရင်ရုပ်ဇီဝိတနာဇီဝိတတရားကိုပိုနားလည်မဲ့ထင်တယ်နော်နောက်တစ်ခုကြည့်ရင်မနိန္ဒြေတဲ့မနိန္ဒြေဆိုတာတရားကိုကောက်ရင်ဗါတဲ့လေမနိန္ဒြေသည်စိတ်တရားကိုဟုတ်ပြီနော်နောက်တစ်ခါဆက်ကြည့်ရင်ဝေဒနိန္ဒြေ၅ပါးလို့ပြောတဲ့အတွက်ကြောင့်ဝေဒနိန္ဒြေ၅ပါးလုံးသည်ဘာလဲလို့ပြောရင်ဝေဒနာစေတသိက်တစ်ပါးတဲ့တရားကိုဟုတ်ပြီနော်ကျန်တာလွယ်ပြီဇီကွက်ပဲတတ္ထိန္ဒြေသည်တတ္ထိန္ဒြေသည်တတ္တာတရားကိုဝီရိယိန္ဒြေဝီရိယိန္ဒြေသည်ဝီရိယိန္ဒြေသည်ဝီရိယတရားကိုတတိန္ဒြေသည်တတိန္ဒြေသည်တတိတရားကိုတတိန္ဒြေသည်တတိတရားကိုတမာဒိန္ဒြေသည်အဲ့ဒီကကြအမြဲတည်းထားမယ်တမာဒိန္ဒြေလို့ပြောရင်တမာဒိလို့ပြောရင်တရားအနေနဲ့အမြဲပြောရင်တမာဒိတရားကိုကြည့်ရင်ဧကဂရတရားကိုပိညိန္ဒြေအထုလာပြီအနေညာတိညတ်တာမိဒိန္ဒြေအညိန္ဒြေအညာတာဝိန္ဒြေတို့သည်ပိညာတရားကိုဆိုရင်တရားကိုဘယ်နှပါလဲတွေ့ရင်
ဒီမှာပတာရယုတ်5ပါးဘာဝယုတ်2ပါး9ပါးဇီဝိယုတ်ဇီဝိတနတ်ဇီဝိတဆိုတော့9ပါးစိတ်ဆိုရင်10ပါးပြီးဝေဒနာဆိုတော့7ပါးတတ္တာဆိုတော့12ပါးဝိရိယဆို73ပါးတတိဆိုတော့14ပါးဧကဂရဆိုတော့15ပါးပညာဆိုတော့16ပါးဆိုကြိုက်သွားပြီတရေကို16ပါးရပြီပြီးသွားပြီနော်ဒီထိရပြီနော်ဒါကဆိုရိုးကနေပြီးတော့အိန္ဒြေနဲ့ဆိုင်နဲ့ပု္ပ္ပစာတပုတ်ပေးလိုက်တာပြီးအဓိပ္ပာယ်တွေသင်အောင်မယ်အဓိပ္ပာယ်သင်ပြီးအိန္ဒြေပိုင်းဆိုင်ရာမေခွန်းတွေထပ်ထွက်လာလိမ့်အောင်မယ်နော်အဲ့ဒါဆိုရင်အဓိပ္ပာယ်တွေသင်တဲ့အခါကျရင်ကျမတို့တွက်လို့ရပြီသင်တန်တန်နဲ့ရှိသောအိန္ဒြေယောက်ျားတစ်ယောက်နဲ့ရှိသောရနိုင်သောအိန္ဒြေနော်ဒါမျိုးတွေလာပြီတရားမင်းနဲ့ရနိုင်သောအိန္ဒြေမြတ်စွာဘုရားရှင်နဲ့ရနိုင်သောအိန္ဒြေဒါတွေတွက်ရတော့မှာအခုလောလောဆယ်တော့တွက်လို့မရသေးဘူးအဓိပ္ပာယ်မသိသေးဘူးနားလည်ပြီနော်ကဲအောက်ဆင်းတော့မယ်ဒါဆိုရင်နားလည်သွားရင်အခုကျမတို့အိန္ဒြေပြီးသွားပြီဆိုတော့အမှန်မှာဆိုရင်တော့ကျမတို့ကဆိုရိုးဆိုတယ်ဆိုရင်ဟဲ့လားအိန္ဒြေဆိုပြီးတာနဲ့အခုလို့တရေကိုတွေတန်းကောက်ရတယ်အခုဒါမဲ့ဓမ္မမိတ်ဆွေတို့ကျမကဇယားကချက်ကြီးနဲ့လည်းထတင်နေတာမဟုတ်တဲ့အတွက်အားလုံးလည်းမြင်အောင်နောက်ဖုန်းလေးတွေနဲ့ပြန်ကြည့်ရမှာဆိုတော့တေးသေးလေးဖြစ်မှာဆိုတဲ့အတွက်အခုကျမတရားတွေအကုန်တင်လိုက်တာစလုံးပေါင်းတွေပါတွေပါတင်ပြီးတော့မှအခုတရေကိုကောက်လိုက်တော့မှန်းလို့ရသွားပြီကိုယ်ဇယားနဲ့ကိုကြည့်တတ်သွားပြီလေကိုယ်အိမ်မှာလည်းကိုယ်အိမ်ကြရင်လည်းဟိုစာတင်နေတဲ့အချိန်မှာ live အနေနဲ့ပြန်တင်နေတဲ့အချိန်ကြရင်လည်းဇယားစာအုပ်တော့ချထားရမယ်နော်ဇယားစာအုပ်ချပြီးတော့တခါတလေမမြင်ရရင်ကိုယ့်အနေနဲ့ကိုလိုက်ကြည့်ပါဓမ္မမိတ်ဆွေများခုကိုဗစ်ကာလမှာတနန်းတွေပါတွေလည်းလာတက်လို့မရသေးတဲ့အချိန်ဒီလိုပဲတီးခံပြီးတော့ပညာရက်တစ်ခုရအောင်ယူပြီးတော့အချိန်ကိုအကျိုးရှိအောင်ယူရမှာဓမ္မမိတ်ဆွေများနော်အဲ့တော့ကိုဗစ်အနေထားကလည်းခုပုံစံကြည့်ရတာဒီဟလာခုပထမလိုင်းပြီးသွားတော့ခုဒုတိယလိုင်းလာနေပြီတချို့နိုင်ငံတွေဆိုတတိယလိုင်းနေပါတွေတောင်သွားနေပြီဆိုတော်တော်ပြန်ပြီးတော့အခြေအနေရဆိုတော့သူ့ရဲ့သဘာဝကြာအောင်မဲ့သဘာဝရှိသေးတယ်အဲ့တော့ကြာအောင်မဲ့သဘာဝမှာဒါကြီးကိုစောင့်ပြီးတော့သင်တန်းတွေဖွင့်အောင်စောင့်နေလေဒီတစ်နှစ်အချိန်ကကုန်သွားရင်အသက်ကတစ်ခါကြီးသွားပြန်ပြီနော်ကြီးသွားပြီလို့ညံတွေကလည်းအကုန်လုံးကဆုပ်ယုပ်လာမှာရုပ်တရားတွေလည်းယုတ်လာတယ်လို့နံတရားတွေကလည်းအာယုန်နေနဲ့ယော့လာမှာဆိုတော့အချိန်ရှိခိုက်လုံလစိုက်ကြအောင်ကျမတို့ကပြီးအထိထိုင်ဆောင်နေလို့မရဘဲနဲ့အကျိုးရှိအောင်တော့လှုပ်သွားရမှာနော်ကိုဗစ်ပြီးအောင်စောင့်နေရင်နဲ့ဓမ္မမိတ်ဆွေတို့ကရှိပြီးကျမကမရှိတော့ရင်လည်းသင်လို့မရပြန်ဘူးနော်အဲ့ဒါမျိုးကဲကျမကရှိပြီးတော့ဓမ္မမိတ်ဆွေတို့မရှိတော့ရင်လည်းဒါဆုံးရှုံးအောင်မှာဆိုတော့ကဲအချိန်ရှိခိုက်လုံလစိုက်တဲ့နေရဲသွားကြအောင်ဆိုအဲဒါကြောင့်ကျမကမဖြစ်တော့ဘူးဆိုပြီးတော့ဒါဘရင်နောင်ဖောင်ဖြက်ပဲထပြီးတော့ဒါလောက်ရတော့မယ်အချိန်ကပထမတော့စောင့်နေတာမေပြီးသွားရအမှန်မှန်တင်တန်းတိုင်းကမေစတာအခုဆိုမေပြီးတော့ဂျွန်တလတစ်ခါစောင့်လိုက်တော့မဖြစ်တော့ပါဘူးဆိုပြီးတော့ခုဒါနော်စလိုက်တာပဲကဲဒါဆိုရင်အိန္ဒြေပြီးတော့ဘိုးကဲဘိုးတရားကကျမတို့တရားပေါင်းဘယ်လောက်ရှိလဲ9ပါးဘိုးတရား9ပါးကိုကြည့်ရင်ပြန်သင်ပြီးသားပြန်ဆိုမယ်တုံးလေးချတယ်မောကြည့်လိုက်တော့တတ္တာဆိုတော့တတ္တာဘိုးပြီးရင်ဒီမှာဝိရိယဆိုတော့ဝိရိယဘိုးဒီမှာမောကြည့်လိုက်တော့တတိဘိုးဒီမှာကြည့်လိုက်တော့တမာတိဘိုးဒီမှာမောကြည့်လိုက်တော့ပညာဘိုးသွားပြီးဒီမှာပညာပဲဆိုရတယ်ဒီနေရာမှာသွားပြီးအနေညာတင်ညတာမိအိန္ဒြေပါဒီမဆိုးနော်ပညာဒါကြောင့်ဒီနေရာမှာကိုကအပေါ်ကအကွက်တွေနဲ့ရောသွားဆရာတော်ကဒါကြောင့်ဒီမှာရေးတဲ့အခါမှာဒီအိန္ဒြေတုံးကပညာပြီးတော့အနေညာတုံးလေးတွေအများကြီးဒီမှာတတုံးနဲ့ခြာတာတွေ့လားအဲ့ဒါဒီကိုကမသေးကြရင်ဒီနားလေးမှာပညာလေးပဲရေးထားလိုက်ဒီဟာကတတ္တာဝိရိယတတိတမာတိပညာဘို၅ပါးဟုတ်ပြီနော်ဒါဆိုရင်ပညာဘိုပြီးရင်ဘာလာပြီလဲသင်ပြီးသားဆိုတော့အကွက်ကလေးဒီနေရာမှာကျမတို့ကတုံးလေးချထားတယ်မောကြည့်လိုက်တဲ့အခါကျတော့ဟိရိဘိုနောက်တစ်ခါမောကြည့်လိုက်တဲ့အခါဩတ္တပဘိုနောက်တစ်ခါမောကြည့်လိုက်တဲ့အခါကျရင်အာဟိရိကဘိုနောက်တစ်ခါမောကြည့်လိုက်ရင်အနုတ္တပဘိုဆိုရဲအာဟိရိကအနုတ္တပဆိုတာအကုသိုလ်စေတသိက်သေးကဟိရိနဲ့ဥတ္တပသောဗနာစေတသိက်ကနားလည်ပြီနော်ဒါဆိုရင်ဘို9ပါတရားကိုကောက်တာသင်မယ်ဆိုရင်တတ္တာဘိုတိတတ္တာဘိုတိတတ္တာတရားကိုလွယ်နေပြီဝိရိယဘိုတိဝိရိယတရားကိုတတိဘိုတိတတိတရားကိုသတိထားမယ်ဟလာတမာတိဘိုတိဧကဂရအငြင်းမှန်မယ်တမာတိဆိုရင်တရားကိုကြရင်ဧကဂရကောက်ရတယ်မှတ်ထားလိုက်ဟုတ်ပြီနော်တမာတိဘိုတိဧကဂရတရားကိုပညာဘိုတိပညာတရားကိုဇီကွက်ကြီးပဲဘိုးကလွယ်လေးပဲဟိရိဘိုတိဟိရိတရားကိုဥတ္တပဘိုတိဥတ္တပတရားကိုအာဟိရိကဘိုတိအာဟိရိကတရားကိုဟလာ
အနုတ္တပဘိုသည်အနုတ္တပတရေကိုဆိုတော့ဘိုက9ပါတရေကိုလည်း9ပါပဲဘို9ပါတရေကို9ပါဘို9ပါတရေကို9ပါကိုဆိုသွားတဲ့အချိန်မှာယုတ်တရားတွေ့သလားယုတ်တရားတွေတွေ့သလားဘာမှတရေကိုထဲမှာယုတ်မှမရှိဘိုသည်နံကြီးပဲဟောရသွားပြန်ပြီဟဲ့သည်နံကြီးပဲဇာနင်းသည်နံကြီးပဲမက်ခင်သည်နံကြီးပဲအိန္ဒြေသည်ယုတ်ကောနံရောဟုတ်လားအခုဘိုးကလည်းပါပဲလေနံကြီးပဲရသွားပြီကဲဒါဆိုရင်ဘိုးပြီးသွားရင်အဓိပတိအဓိပတိတရားဘယ်နှပါလဲကြည့်လိုက်တော့အဓိပတိတရားသည်၄ပါးအဓိပတိတရား၄ပါးကိုကျွန်တော်တို့ကကြည့်တဲ့အခါတုံးလေးတွေ့တယ်မောကြည့်လိုက်တော့စန္ဒာဓိပတိနောက်တစ်ခုကျတော့စာပဲရေးထားတယ်စိတ်တာဓိပတိနောက်တစ်ခုစာရေးထားတယ်ဝီရိယာဓိပတိနောက်တစ်ခုစာရေးထားတယ်ဝိမန္တာဓိပတိအဓိပတိတရား၄ပါးတရားကိုကောက်တော့မယ်ဆိုရင်စန္ဒာဓိပတိသည်စန္ဒတရားကိုစေတသိက်စိတ်တာဓိပတိသည်စိတ်တရားကိုစိတ်ဝီရိယာဓိပတိသည်ဝီရိယာတရားကိုဝိမန္တလို့တွေ့ရင်ပညာမှတ်ထားဝိမန္တလို့တွေ့ရင်အမြဲတမ်းပညာเนาะအာမောဟလို့တွေ့လဲပညာအာမောဟလို့တွေ့လဲပညာတမ္မာဒိဋ္ဌိလို့တွေ့လဲပညာဝိမန္တလို့တွေ့လဲပညာဒါပညာရဲ့နာမည်လေးတွေဟုတ်ပြီနော်ဓမ္မမိတ်ဆွေများကာမတဝတို့ကာမောဂတို့ကာမယောဂတို့ကာမှုပါဒံတို့ကာမတွေ့ရင်လောဘကြီးပဲကောက်ခဲ့ရတာလေဘဝတွေတွေ့လဲလောဘရူပရာဂအရူပရာဂကာမရာဂတွေ့လဲလောဘပဋိကလို့တွေ့ရင်ဒေါသဗျာပါဒလို့တွေ့ရင်ဒေါသအဘိဇ္ဇာလို့တွေ့ရင်လောဘဒါလေးတွေယူခဲ့တယ်လို့ပဲအခုလဲဒါမှတ်ထားရမယ်ပညာမှာအာမောဟလို့တွေ့ရင်ပညာတရေကိုတမ္မာဒိဋ္ဌိလို့တွေ့လဲပညာတရေကိုဝိမန္တလို့တွေ့လဲပညာတရေကိုအဲ့ဒါလေးမှတ်လိုက်ရင်ကိုကပြီးသွားအောင်ဟုတ်ပြီနော်ဒါဆိုရင်အဓိပတိတရား၄ပါးတရေကိုကောက်တော့လဲဘယ်နှပါပဲလဲ၄ပါးတရေကို၄ပါးမှာစိတ်ကတပါးစေတသိက်က၃ပါးဆိုတော့အဓိပတိတရားသည်ယုတ်လားနံလားနံတရားဟုတ်ပြီနော်နံတရားရပြီနော်ကဲဒါဆိုရင်အာဟာရလွယ်တယ်နော်အာဟာရတရားဘယ်နှပါလဲအာဟာရတရား၄ပါးအာဟာရတရား၄ပါးမှာကျမတို့ဆိုကြည့်ရင်တုံးလေးချထားတဲ့မောကြည့်ရင်ဂဗလီကာရာဟာရကဗလီကာရာဟာရနောက်တစ်ခုတုံးလေးချထားတဲ့မောကြည့်တော့ဖတ်တာဟာရနောက်တုံးလေးချတဲ့မောကြည့်လိုက်တော့မနောတေစေတနာဟာရနောက်ကြတော့စာကြီးလာတွေ့တယ်ဝိညာဏဟာရဟာရတရား၄ပါးတရားကိုကောက်တော့မယ်ဂဗလီကာရာဟာရသည်ယုတ်အာဟာရတရားကိုယုတ်အာဟာရဆိုတာဒါမှမဟုတ်ဘူးဓမ္မမိတ်ဆွေများယုတ်28ပါးမှာဩဇာယုတ်ဟာရယုတ်ဆိုတာတွေ့တယ်လေ၄၅၄နှစ်111မှာဟုတ်တယ်လားဇီဝိတယုတ်တပါဟာရယယုတ်တပါဩဇယုတ်တပါလေဩဇဆိုတာအာဟာရပဲလေဒါကြောင့်ကပလီကာရာဟာရသည်ယုတ်အာဟာရတရေကိုဖတ်တာဟာရသည်ဖတ်တာတရေကိုမနောသင်စေတနာဟာရသည်စေတနာတရေကိုဝိညာဏဟာရသည်စိတ်တရေကိုဆိုတော့ဆိုသွားတဲ့တရေကိုမှကြည့်ရင်ယုတ်တရားပါလားပါတယ်နာနေရောပါလားယုတ်တရားတရေကိုရှိတဲ့အာဟာရကဘယ်နှပါတပါစိတ်တရေကိုရှိတဲ့အာဟာရဘယ်နှပါတပါစိတ်တရေကိုရှိတာဘယ်နှပါတပါစေတသိက်တရေကိုရှိတာက2ပါစိတ်စေတသိက်နံလို့ခေါ်လို့ရတဲ့အိန္ဒြေအာဟာရဘယ်နှပါ3ပါဒါဆိုရင်အာဟာရတရား၄ပါးကိုယုတ်နံခွဲပါလို့ပြောရင်ယုတ်အာဟာရကတပါနံအာဟာရက3ပါပြီးပြီဒါဆိုရင်အာဟာရရဲ့ဘေးမှာဘာရေးမလဲယုတ်နံဟာရမှာဘာရေးမယ်ယုတ်နံဒါဆိုရင်ဟိတ်6ပါးသည်ယုတ်လားနံလားနံဇာနင်9ပါးယုတ်လားနံလားမေဂေ12ပါးယုတ်လားနံလားဘို9ပါးယုတ်လားနံလားအဓိပတိ4ပါးယုတ်လားနံလားနံဆိုရင်အဲ့ဒီ
မိတ္တကသင်္ဃမှာတရား9ပါးရှိတဲ့ထဲမှာအိန္ဒြေနဲ့အာဟာရသည်ယုတ်နံဟုတ်လားယုတ်ကောနံရောပါတာနှစ်ခုပဲရှိတယ်ဘာနဲ့ပါလဲအိန္ဒြေနဲ့အာဟာရဒါကြောင့်အိန္ဒြေ22ပါးကိုယုတ်နံခွဲပါဆိုလဲခွဲတတ်ရမယ်ဟာရတရား4ပါးကိုယုတ်အာဟာရနံအာဟာရခွဲပါဆိုလဲခွဲတတ်ရမယ်နားလည်ပြီနော်အိန္ဒြေ22ပါးဝယ်ယုတ်အိန္ဒြေနံအိန္ဒြေခွဲပါလို့မင်းရောဖြေတတ်ရမယ်ဟုတ်လားအိန္ဒြေဟာရတရား4ပါးကိုယုတ်ဟာရနံဟာရခွဲပါဆိုလဲခွဲတတ်မယ်ကျန်တာတွေကနံကြီးပဲသဘောပေါက်ပြီနော်ကဲဒါဆိုရင်ပြီးသွားပြီအဲဆိုရင်ဓမ္မမိတ်ဆွေတို့အချိန်လေးကြံနေသေးတယ်ဆိုတော့ကျမတို့အဓိပ္ပာယ်ဘက်ကိုသွားပါမယ်အဓိပ္ပာယ်ဆိုတဲ့အတွက်မှတ်စုစာအုပ်ကိုကျမတို့ကြည့်ပါမယ်မဆုစာအုပ်မှာစာမျက်နှာ9ဓမ္မမိတ်ဆွေများမဆုစာအုပ်စာမျက်နှာ9မှာသမုတ်စီပိုင်းမိတ္တကသင်္ဃဟဆိုစတွေ့မယ်တွေ့ပါလားရှင်သမုတ်စီပိုင်းမိတ္တကသင်္ဃဟမိတ္တကသင်္ဃဟဆိုတာဘာလဲလို့ပြီးရင်ကျမတို့ကသိရမယ်ကုသိုလ်တွေအာကုသိုလ်တွေအဗျာကတဖြစ်သောတရားတို့ကိုယောနော၍မိတ္တကဆိုတဲ့အဓိပ္ပာယ်ကယောနောတာယောနောပြီးပြဆိုရာသင်္ဃဟကိုမိတ္တကသင်္ဃဟဘာတွေကိုယောနောလဲလို့မေးရင်ကုသိုလ်တရားတွေပါမယ်အကုသိုလ်တရားတွေပါမယ်အဗျာကတဖြစ်သောတရားတွေပါမယ်ကုသိုလ်ဆိုရင်ကုသိုလ်စိတ်စေတသိက်အကုသိုလ်ဆိုရင်အကုသိုလ်စိတ်စေတသိက်အဗျာကတဆိုရင်ဝိဘက်နဲ့ကရိယာစိတ်စေတသိက်တွေရဲ့ရုပ်တရားတွေရဲ့ဟုတ်ပြီနော်ဒါဆိုရင်အဗျာကတထဲမှာနာနဲ့ကပြောရင်ဝိဘက်နဲ့ကရိယာပြီးရင်ရုပ်တရားတွေပါမယ်နားလည်ပြီနော်ဒါကြောင့်ရုပ်ဆိုတာကုသိုလ်လားအကုသိုလ်လားအဗျာကတလားအဗျာကတလို့တန်းဖြေရမယ်စိတ်ဆိုတာကုသိုလ်လားအကုသိုလ်လားအဗျာကတလားလို့မေးရင်စိတ်ဆိုတာကုသိုလ်လားအကုသိုလ်လားအဗျာကတလားလို့ပြောရင်စိတ်ထဲမှာကုသိုလ်လည်းရှိတယ်အကုသိုလ်လည်းရှိတယ်အဗျာကတဆိုတဲ့ဝိဘက်ကရိယာလည်းရှိတယ်စေတသိက်ဆိုတာကုသိုလ်လားအကုသိုလ်လားအဗျာကတလားဆိုရင်ကုသိုလ်နဲ့ရှင်တဲ့စေတသိက်လည်းရှိတယ်အကုသိုလ်စိတ်နဲ့ရှင်တဲ့စေတသိက်လည်းရှိတယ်ဝိဘက်ကရိယာနဲ့ရှင်တဲ့စေတသိက်လည်းရှိတယ်ဒါကြောင့်စေတသိက်ဆိုတာကုသိုလ်အကုသိုလ်အဗျာကတပဲရုပ်ဆိုတာကုသိုလ်လားအကုသိုလ်လားအဗျာကတလားဆိုရုပ်ဆိုတာအဗျာကတနားလည်ပြီနော်ဒါဆိုရင်အဗျာကတဓမ္မလို့ကျမတို့တွေ့ရင်အဗျာကတတရားပေါ့အဗျာကတတရားတွေကိုပြောပါဆိုရင်စိတ်စေတသိက်ဆိုတဲ့အဗျာကတတွေရောမရှိဘူးလားအဲ့ဒါပါလေဝိဘက်နဲ့ကရိယာပြီးရင်ယုတ်နားလည်ပြီနော်ယုတ်တရားမှန်သမျှသည်အဗျာကတကဲဒါဆိုရင်မိတ္တကသင်္ဃဟမှာတဲ့ကုသိုလ်အကုသိုလ်အဗျာကတဖြစ်သောတရားတွေကိုယောနောပြတယ်ဆိုတော့ဟိတ်6ပါးမရှိဘူးလားရှင်ဟိတ်6ပါးဆိုတာဓမ္မမိတ်ဆွေများပကိန်းပိုင်းမှာသင်ပြီးပြီဟိတ်6ပါးဆိုသည်မှာဓမ္မမိတ်ဆွေများဟာလားဟိတ်6ပါးဆိုတာဒီခိုင်မြဲခြင်းသဘောတတ္တိရှိတယ်ဆိုတာဓမ္မမိတ်ဆွေတို့သင်ခဲ့ပြီးပြီဟုတ်လားရှင်ဟိတ်6ပါးဆိုတာပါဠိလိုပြောရင်ဟေတုပကိန်းပိုင်းမှာသင်ပြီးပြီဖြစ်တဲ့အတွက်ဒီနေရာမှာရေတောက်မြစ်သည်တဲ့ဥပမာလေးပေးတာရေတောက်မြစ်သည်တစ်ပင်ကိုထောက်ပံ့ခိုင်ငံ့စေတကဲ့သို့ဟိတ်တရားတို့သည်မိမိနဲ့အတူတကွဖြစ်သောယုတ်တရားနံတရားတွေကိုထောက်ပံ့ခိုင်ငံ့စေတဲ့တရားဒါကြောင့်ဟိတ်ဆိုတာထောက်ပံ့ခိုင်ငံ့စေတဲ့တရားကိုဟိတ်လို့ခေါ်တယ်ဒါကြောင့်ဒီမှာစလုံးမဲလေးနဲ့ရေးထားတယ်ထောက်ပံ့ခိုင်ငံ့စေတဲ့တရားအဲ့တော့ထောက်ပံ့ခိုင်ငံ့စေတဲ့တရားတစ်ပင်တပင်ကိုရေတောင်းမြစ်ကြီးရှိမှခိုင်ခန့်စေသလိုပဲကျမတို့ရဲ့တန်တန်မှာစိတ်စေတသိက်ယုတ်တရားတွေကိုလောဘဖြစ်ရင်ခိုင်ခန့်စေတယ်လောဘဖြစ်လာပြီဆိုတာနဲ့လိုချင်တဲ့လောဘလေးသည်နည်းနည်းဖြစ်ရင်နည်းနည်းခိုင်နေတာများများဖြစ်ရင်များများခိုင်နေဟုတ်တယ်လားမြက်ပင်လောက်ကလေးဆိုရင်မြက်ပင်မှာရှိတဲ့အမြစ်ကလေးသည်မြက်ပင်လေးကိုခိုင်စေတယ်ညောင်မင်းကြီးလောက်အမြစ်ကြီးအားကောင်းသွားရင်ညောင်မင်းကြီးကြတော့နှုတ်ဖို့ခဲရင်သွားပြီဒီလိုပဲလောဘဖြစ်လာရင်ခိုင်တတ်တယ်ဒေါသဖြစ်လာရင်ခိုင်တတ်တယ်မောဟဖြစ်ရင်ခိုင်တတ်တယ်အလောအဒေါအမောတွေဖြစ်လာရင်လည်းခိုင်တတ်တယ်ဒါကြောင့်တချို့ကျမတို့ပုရုဇေနေမှာဆိုရင်တော့လောဘဒေါသမောဟတို့ဒီဖြစ်နေတာမထိန်ကြတဲ့အတွက်ကျမတို့ကလိုချင်တဲ့လိုချင်ရနေပြီးတော့တော်တော်လေးလိုချင်တဲ့နောက်များများကြီးလိုချင်တဲ့နောက်ဆိုမဖြတ်နိုင်လောက်အောင်လောဘအားကြီးသွားပြီမကျေနပ်တဲ့ဒေါသလည်းဒီတိုင်းပဲမသိတဲ့မောဟလည်းအလေးချင်းလို့ရင်ဟိုကလည်းမသိဒီကလည်းမသိဆိုသူကလည်းခိုင်သွားတာပဲ
အဲ့ဒီပုဂ္ဂိုလ်တယောက်အဲ့ဒီပုဂ္ဂိုလ်တွေကိုတွေ့သတိထားကြည့် तू မသိတာနဲ့နေရတဲ့မသိမှုမှာပဲ तू ပျော်နေတာမရှိနေဘူးလားသိအောင်ဘယ်တော့မှမလုပ်တော့ဟိုဟာမေးလဲမသိဒီဟာမေးလဲမသိလို့ဖြေလိုက်ရင် तू အလုတ်သက်တာသွားသိအောင်ဘယ်တော့မှမလုပ်တတ်တဲ့အတွက်အဲ့ဒါမျိုးဒီဆိုရင်လေမောဟခိုင်းနေတယ်သူတို့ကောင်းကြီးတွေကြတော့ဒါကိုသိတဲ့အတွက်လောဘကို तू ပယ်အောင်ကြိုးနည်းအောင်ကြိုးစားပြီးတော့အလောဘဆိုရဲစွန့်လွတ်တာကိုဟလာလေ့ကျင့်ထားတဲ့အခါသူတို့ပုဂ္ဂိုလ်ကြားလို့ရှိရင်အမြဲတမ်း तू အပေးလက်မှာပဲရှိတယ်အမြဲတမ်းစုပ်ထားတဲ့ဘက်မှာမရှိဘူးစွန့်ကျဲတဲ့ဘက်မှာပဲရှိတော့အလောဘခိုင်အောင်အလောဘဒီလေခိုင်တဲ့သဘောဖြစ်တဲ့ကြောင့်စွန့်လွတ်ရင်နဲ့နည်းနည်းစွန့်ရတယ်နောက်အများကြီးစွန့်နိုင်လားမစွန့်နိုင်ဘူးလားဒါကြောင့်တစစွန့်ဝင်မှလေဘဝနောက်နှောင်းစက်တိုင်းကောင်းနေဆိုတဲ့အတိုင်းကျမတို့ရဲ့ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားသည်အလောင်းတော်ဘဝမှာအလောဘကိုလေ့ကျင့်ခန်းလုပ်လာဆွန့်လွတ်တာကိုလေ့ကျင့်ခန်းလုပ်လာတဲ့အခါမှာနောက်ဆုံးကြတော့နောက်ဆုံးဘဝရောက်လာတဲ့အချိန်မှာဝိတ္တန္တရာမင်းကြီးလည်းဘဝလည်းရောက်တော့ထီနန်းစည်းစိမ်တွေလည်းစွန့်နိုင်တယ်သားသမီးဇနီးမယားတွေလည်းစွန့်နိုင်တယ်လက်ချေကအသေးသားလည်းစွန့်နိုင်တယ်နောက်ဆုံးအသက်ထိစွန့်နိုင်တဲ့အထင်ဒီအလောဘသည်အကောင်းသွားလားမကောင်းသွားဘူးလားဒါကြောင့်ဓမ္မမိတ်ဆွေတို့လောဘတရားကြရင်ကျမတို့ကအကောင်းအောင်လုပ်ရမှာမဟုတ်ဘူးသူမှလည်းအကောင်းနဲ့တတိရှိတယ်အလောဘလည်းအကောင်းနဲ့တတိရှိတဲ့အခါမှာလောဘကိုနှုတ်အလောဘကြရင်တိုးတက်အောင်ဆဲဒေါသတရားဖြစ်ဖို့လွယ်တယ်သူ့ကိုကြတော့ကျမတို့ကမွေးမြူထားတော့ဒေါသမြစ်ကြီးတွေအားကြီးနေတယ်အာဒေါသဆိုရဲမေတ္တာအားနည်းနေတယ်ဆိုရင်အာဒေါသကိုလည်းအကောင်းလည်းကြောင့်ဖရာလောင်းသူတော်ကောင်းကြီးတွေဟလာသူတော်ကောင်းကြီးတွေသူတော်မှကိုကောင်းတာမဟုတ်ဘူးသူတော်မတော်သူမကောင်းကောင်းကိုအမြဲကောင်းနေတယ်သူတော်ကောင်းကြီးတွေသူတော်မြတ်ကြီးတွေကြရင်သူတို့ရဲ့တန်တန်မှာကြည့်အာလောဘအာဒေါသအာမောဟသုံးခုလုံးအာကောင်းလားမကောင်းလားကျမတို့ကျေးဇူးတော်ရှင်မြတ်စွာဘုရားမှာအာလောဘလည်းအာကောင်းတယ်အာဒေါသလည်းအာကောင်းတယ်အရှင်ဒေဝရတ်လိုပုဂ္ဂိုလ်မျိုးကိုတောင်မှ तू မကြေမနက်မဖြစ်ဘူးလေဟုတ်လားဘလို့ပဲကျမတို့ကြတော့ဘေးကနေနားကြည့်နေုံနဲ့ပဲဖះလောင်းတော်မြတ်စွာဘုရားဖြစ်မှာမဟုတ်ဘူးနော်ဖះလောင်းတော်ဘဝတည်းကမြတ်စွာဘုရားလောင်းတော်မြောင်မင်းကိုအရှင်ဒေဝရတ်အလောင်းကသူ့အသက်ကိုအားလုံးနောက်ပါနောက်သားတွေကိုဒီဘက်ကန်းကနေဟိုဘက်ကန်းကိုခုံကူးပြီးတော့ຫນွယ်ကြိုးကြီးယူပြီးခါမှာချီပြီးရင်အားလုံးကိုသူ့ကြောပေါ်ကိုနင်းပြီးဟိုဘက်ကန်းကိုလွတ်အောင်သွားတဲ့မြောင်မျိုးသားတွေကိုအကုန်လုံးလွတ်အောင်လုပ်တဲ့အချိန်မှာအရှင်ဒေဝရတ်အလောင်းကကြတော့ဟိုအမြင့်ဆုံးကိုတက်ပြီးတော့မှခုံချတယ်အဲ့တော့ခုံချတဲ့အချိန်မှာတော့ဒီကျွေးကိုမလွတ်ဘူး။အော်သူ့ဟာသူနာကျင်ပြီးအနံရိုးတွေအကုန်လုံးကြေမွပြီးတော့နောက်ဆုံးနှလုံးတောင်ကွဲထွက်သွားတယ်။သေလို့နီးဖြစ်နေပြီဆရာတော်ကအန်ကျိတ်ပြီးတဲ့အခါမှာဒီတစ်ဖက်ကနေယူထားတဲ့တစ်ပင်ကိုကင်ထားတဲ့လက်ကိုမလွတ်ဘူး။ဘာလို့ဆိုဒီကျိုးမှာတွယ်ပြီးသွားနေတဲ့ဟလာမြောက်တွေလည်းကြံသေးတယ်။သူ့ပေါ်ခုံချတဲ့အရှင်ဒေဝရတ်အလောင်းမြောက်လည်းကြံသေးတယ်ဆိုတော့ तू ကဒါကိုအသက်ကိုစွန့်ပြီးတော့တောင်မှမေတ္တာထားတယ်အာဒေါသအာကောင်းတယ်ဟိုကဒေါသအာကောင်းတယ်ဟဲ့လားဒေါသမကျေနပ်တဲ့ဒေါသပဋိကခက်ထန်ကြမ်းတမ်းတယ်နောက်ဆုံးအာဃာတရညွတ်နောက်ဆုံးဗျာပါဒအသေးတောင်းတာဖះလောင်းတော်မြောင်မင်းပေါ်မှာအသေးလိုချင်တာဒါကြောင့်အမြင့်ဆုံးအကိုင်းကိုခုံတက်ပြီးတော့ရခါကျမှတအားအရှိန်နဲ့ခုံချပလိုက်တာဖះလောင်းတော်မြောင်မင်းမရှိမှဒီမြောက်တွေအကုန်လုံး तू အုပ်ချုပ်နိုင်တယ်ခေါင်းဆောင်ဖြစ်မှာဆိုတဲ့အတွက်အဲ့ဒီအလိုလောဘဆိုရဲ့ဒေါသအားကြီးတာရဲ့အမှန်မမြင်နိုင်လောက်တဲ့ကျေးဇူးတရားတော်မမြင်နိုင်တဲ့မောဟအဲ့တော့အရှင်ဒေဝရတ်လောင်းမြောင်မင်းမှာကြည့်လောဘဟိတ်ဒေါသဟိတ်မောဟဟိတ်ဖះလောင်းတော်ကြည့်ရင်သူ့ရဲ့အသက်ခန္ဓာရောဟလာသူ့ရဲ့အင်အားတွေရောအကုန်လုံးကိုစွန့်ထားတယ်အာလောဘအလုံးပေါ်မေတ္တာထားတယ်အရှင်ဒေဝရတ်လောင်းပေါ်မှာလည်းမေတ္တာထားအာဒေါသပြီးပညာဉာဏ်ကလည်းအာမောဟဤကောင်းမှုသည်တပ္ပညုတဉာဏ်အတွက်ထောက်ပံ့ဖြစ်ပါစေစွန့်လွတ်ခဲ့တာပဲဒါကြောင့်ဖျားဖြစ်တဲ့အချိန်ကျရင်အာလောဘအာဒေါသအာမောဟမှာတပ္ပညုတဉာဏ်ကြီးအထိရသွားလားမရသွားဘူးလားဒါကြောင့်ဓမ္မမိတ်ဆွေများလောဘတရားသည်မိမိနဲ့အတူတူကဖြစ်ပဲယုံ nant တရားတွေကိုထောက်ပံ့ခိုင်ခန်းစေတဲ့ဟဲ့ဒေါသတရားဖြစ်လာရင်လည်းမိမိနဲ့အတူတူကဖြစ်ပဲယုံ nant တရားတွေကိုထောက်ပံ့ခိုင်ခန်းစေတဲ့အတွက်ဒေါသဟိတ်မောဟဟိတ်အာလောဘဟိတ်အာဒေါသဟိတ်အာမောဟဟိတ်ဟုတ်လားရှင်အဲ့ဒီတရားသည်တဲ့မိတ္တကထဲမှာပါထားတာဖြစ်တဲ့အတွက်ဟိတ်6ပါးမှာကုသိုလ်ဟိတ်ကောရှိလားဘယ်နှပါလဲ3ပါးသင်ခဲ့ပြီးပြီဟိတ်6ပါးမှာကုသိုလ်ဟိတ်3ပါးမှာအာလောဘဟိတ်အာဒေါသဟိတ်အာကုသိုလ်ရောရှိလားလောဘဟိတ်ဒေါသဟိတ်မောဟအဗျာကတဟိတ်ကောရှိလား
အပြာကတဟိဆိုဝိဘက်နဲ့ကရိယာလေအဲ့ဒါဘာပဲလဲအလောအာထောအမဒါကြောင့်အဘိဓမ္မာတုန်းကကျမတို့ပကိန်းပိုင်းတုန်းကသင်ခဲ့တဲ့အခါမှာဟိတ်6ပါးမှာကုသိုလ်ဇတ်၌ဟိတ်3ပါးအကုသိုလ်ဇတ်၌ဟိတ်3ပါးဝိဘက်ဇတ်၌ဟိတ်3ပါးကရိယာဇတ်၌ဟိတ်3ပါးဘောင်းဇတ်အားဖြင့်ဟိတ်12ပါးအဲ့တော့ကျမတို့ကစာမေးပွဲ approach နဲ့သွားရင်ကုသိုလ်လို့ပြောအကုသိုလ်တစ်ခုတည်းလောတော်မော်မှတ်ကျန်တာဘာလာလာအလောအတော်အမော်မှတ်ဆိုပြီးမှတ်လိုက်တာပဲလေတကယ်တော့အဲ့ဒီမှာဟိတ်တရားမှာအကုသိုလ်ဇတ်၌ဆိုရင်လောတော်မော်ကုသိုလ်ဇတ်ဆိုရင်အလောအတော်အမော်ဝိဘက်မှာလည်းအလောအတော်အမော်ကရိယာမှာလည်းအလောအတော်အဲ့ဒီ၄ခုကိုသုံးစုစုရင်တိတ်အားဖြင့်ဟိတ်9ပါးဖြစ်သွားပြီလေအဲ့တော့အဲ့သုံးစုစုရင်ကုသိုလ်မှာဆိုရင်အလောအတော်အမောအကုသိုလ်ဆိုရင်လောတော်မောအဗျာကတလို့ပြောရင်အလောအတော်အမောဆိုတဲ့အတွက်ဟိတ်6ပါးမှာကုသိုလ်တရားလည်းရှိတယ်အကုသိုလ်တရားလည်းရှိတယ်အဗျာကတလည်းရှိသို့တော့အဗျာကတထဲမှာဟိတ်မှာပါတာဝိဘက်ကရိယာပဲရုပ်မရှိဘူးဒါကြောင့်ဟိတ်6ပါးသည်ရုပ်တရားမပါဘူးနာမ်တက်တက်ပဲဒါကြောင့်ဟိတ်6ပါးမှာဟိုဘက်မှာဇယားမှာနာမ်ရေးတယ်လို့ဒီမှာလည်းပါရေးရမယ်နာမ်သဘောပေါက်ပြီလားရုပ်တရားမပါဘူးနော်ဟိတ်6ပါးမှာနာမ်မှာကုသိုလ်ရောရှိလားအကုသိုလ်ရောရှိလားအဗျာကတရောရှိတယ်ဒါဆိုရင်မိတ္တကဟိတ်6ပါးလို့ပြောရင်ကျမတို့ကဆိုရိုးဘာမှမသိခင်မှာဟိတ်တရားဘယ်နှပါးလဲ6ပါးလို့ပြောလိုက်အဲ့ဒီဟိတ်6ပါးထဲမှာကုသိုလ်တွေလည်းပါနေတယ်အကုသိုလ်တွေလည်းပါနေတယ်အဗျာကတတရားတွေလည်းပါနေရောနှောနေတဲ့အတွက်မိတ္တကသဘောပေါက်လားဟိုဘက်တုန်းကအကုသလသင်္ဃဟမှာအာတဝလို့ပြောရင်အကုသိုလ်ကြီးပဲဩဃပြောလဲအကုသိုလ်ကြီးပဲတန်ရောစဉ်ပြောလဲအကုသိုလ်ကြီးပဲဟလာကိလေသာပြောလဲအကုသိုလ်ပဲဒီမဲ့ကြတော့ဟေးလို့ပြောလိုက်ရင်ကျမတို့ကကုသိုလ်လည်းရှိတယ်အကုသိုလ်လည်းရှိတယ်အပြာကတာလည်းရှိတယ်သူ့ကိုဘယ်သင်္ဃာထဲထည့်ထားလဲမိတ္တကနားလည်သွားပြီနော်ကဲအောက်စင်းမယ်ဇာနင်9ပါးတဲ့ဇာနင်9ပါးဆိုတဲ့အခါဇာနင်ဆိုတဲ့စကားလုံးလေးကိုပြန်ရှင်းရမယ်ဇာနင်ဆိုတာသည်ဇာနင်ဆိုသောတရားသည်ဘာနဲ့ဘာနဲ့ပေါင်းထားတာလဲဆိုရင်ဇာနနဲ့အင်္ဂနဲ့ပေါင်းထားတာဇာနနဲ့အင်္ဂနဲ့ပေါင်းထားတာဇာနဆိုတာသည်ဇံအင်္ဂဆိုတာအစိတ်အပိုင်းနော်ဇံရဲ့အရေးကြီးသောအစိတ်ပိုင်းကိုဇာနအင်္ဂကိုခန္ဓာကြီးရဲ့ကိုခန္ဓာကြီးရဲ့အရေးကြီးတဲ့အစိတ်အပိုင်းကိုကိုအင်္ဂါလို့သုံးရတယ်လို့ပဲเนาะဇံရဲ့အရေးကြီးတဲ့အစိတ်အပိုင်းကိုဇံရဲ့အရေးကြီးတဲ့အစိတ်ပိုင်းကိုဇံအင်္ဂါလို့သုံးရတယ်เนาะခန္ဓာကိုယ်ကြီးမှာခေါင်းတွေလက်တွေဟလာခြေထောက်တွေမျက်စိတွေဓာတ်တွေဒီခန္ဓာကိုယ်ကြီးအဲ့ဒါတွေပေါင်းလိုက်တော့မှကိုယ်ကြီးဖြစ်လာတယ်လက်တွေခြေတွေမျက်စိတွေခေါင်းတွေနှာခေါင်းတွေစသည်ဖြင့်ဒါတွေအကုန်လုံးပေါင်းမှကိုယ်ကြီးဖြစ်တယ်လို့ပဲဇံအင်္ဂါတွေပေါင်းမှဇံဖြစ်တယ်ကိုယ်အင်္ဂါတွေပေါင်းမှကိုယ်ဖြစ်တယ်ဒါကြောင့်ဇံရဲ့အရေးကြီးတဲ့စိတ်ပိုင်းကိုဇာနအင်္ဂါလို့သုံးတယ်အဲ့တော့ဇာနအင်္ဂါကနေပြီးတော့အဲ့ဒီအပေါင်းကိုကျမတို့ကယူလိုက်တဲ့အခါမှာဇာနမှာအလေးကဒီမှာလာပေါင်းလိုက်တဲ့အခါဇာနင်္ဂဆိုတာဖြစ်လာတယ်နော်ဇာနအင်္ဂါကနေပေါင်းလိုက်တော့ဇာနင်္ဂကနေပြီးတော့ကျမတို့ကအဖျားဆွတ်ပြီးဆိုလိုက်တော့ဘာဖြစ်သွားလဲဇာနင်ဒါဆိုရင်ဇာနင်ဆိုဒီမှာဇာနင်္ဂဆိုတဲ့ပါဠိကလာတယ်ဇာနင်္ဂရဲ့အဓိပ္ပာယ်ကိုသိချင်ရင်ပုတ်ခွဲလိုက်ရင်ဇာနအပေါင်းအင်္ဂမြန်မာလိုပြောရင်ဇံဤအရေးကြီးသောအစိတ်အပိုင်းဇံဤအရေးကြီးသောအစိတ်အပိုင်းကိုမြန်မာလိုပြောလိုက်ရင်ဇံအင်္ဂါပါဠိလိုပြောရင်ဇာနင်္ဂဇာနင်ဟုတ်ပြီနော်ဒါဆိုရင်ဇာနဆိုတာကဘာလဲလို့ပြောရင်ဇံပြောတဲ့အတွက်ဇံဆိုသည်မှာအာယုံတစ်ခုဒီပေါ်တွင်အထူးမြဲမြံစွာစူးစိုက်ရှုမှတ်တဲ့သဘောဟုတ်လားရှင်အဲ့ဒီဇံမှာဘယ်နှမျိုးရှိလဲလို့ပြောရင်ပထမဇန်ရှိတယ်ကောင်းတဲ့ဘက်မှာပြောရင်ပထမဇန်ရှိတယ်ဒုတိယဇန်ရှိမယ်တတိယဇန်ရှိမယ်သရုဒ္ဓဇန်ရှိမယ်ပင်စမဇန်ရှိမယ်အဲ့တော့ဇန်ဆိုဒီမှာအာယုံတစ်ခုပေါ်တွင်အထူးမြဲမြံစွာစူးစိုက်ရှုမှတ်တဲ့သဘောမှာပထမဇန်ဖြစ်ဖို့အရေးကြီးတဲ့အစိတ်အပိုင်းကိုပထမဇန်ရဲ့ဇန်အင်္ဂါမဟုတ်ဘူးလားပထမဇန်မှာဆိုရင်ဇန်အင်္ဂါဘယ်နှပါးရှိတယ်လဲဆိုအဘိဓမ္မာမှာသင်ခဲ့ရတယ်ဝိတေ
ဝိစာရပီတိဒုက္ခဧကဂတာဒီဟုသောဇန်အင်္ဂါ၅ပါးနဲ့တကွဖြစ်သောဇန်အင်္ဂါ၅ပါးပေါင်းရင်ဒါပါလေပထမဇန်ဖြစ်ဖို့ဆိုရင်ဝိတက်ကနေဧကဂတာဆုံးတယ်ဒုတိယဇန်ဆိုရင်ဝိစာရပီတိဒုက္ခဧကဂတာတတိယဇန်ကြရင်ပီတိဒုက္ခဧကဂတာသရုဒ္ဓဇန်ကြရင်ဒုက္ခဧကဂတာပြေစမဇန်ကြရင်ဥပိ္ပခာဧကဂတာဆိုပြီးတော့ဇန်အင်္ဂါတွေရှိလားမရှိဘူးလားပထမဇန်မှာဆိုရင်ဇန်အင်္ဂါ၅ပါးဒုတိယဇန်ဆိုရင်ဇန်အင်္ဂါ၄ပါးတတိယဇန်ဆိုရင်ဇန်အင်္ဂါ၃ပါးသရုဒ္ဓဇန်ဆိုရင်ဇန်အင်္ဂါ၃ပါးပြေစမဇန်ဆိုရင်သရုဒ္ဓဇန်ဆိုရင်ဇန်အင်္ဂါ2ပါးပြေစမဇန်ဆိုရင်ဇန်အင်္ဂါ2ပါးရှိလားမရှိဘူးလားအဲ့တော့ဇန်ဆိုဒီမှာအာယုံတစ်ခုပေါ်တွင်အထူးမြဲမြံစွာစူးစိုက်တယ်ဆိုကြောင့်ဇန်လို့ခေါ်ဖို့ပထမဇန်လို့ခေါ်ဖို့ဆိုရင်ဝိတက်ကစခဲ့ရတယ်ဧကဂတာဆုံးတယ်ဒုတိယဇန်ဖြစ်ဖို့ဆိုရင်ဝိစာရကစတယ်ဧကဂတာဆုံးတယ်ပြီးတတိယဇန်ဆိုရင်ပီတိကစတယ်ဧကဂတာဆုံးတယ်သရုဒ္ဓဇန်ဆိုရင်ဒုက္ခကစတယ်ဧကဂတာဆုံးတယ်ပြေစမဇန်ဆိုရင်ဥပိ္ပခာကစတယ်ဧကဂတာဆုံးတယ်ဆိုတော့ဧကဂတာမှမဆုံးခဲ့ရင်ဇန်လို့ခေါ်လို့မရတဲ့အတွက်ကြောင့်ဧကဂတာဆိုတာဇန်ပဲဓမ္မမိတ်ဆွေများဧကဂတာမပါမချင်းဇန်ခေါ်လို့မရဘူးဒါကြောင့်ဇန်ဆိုဒီမှာအာယုံတစ်ခုပေါ်တွင်အထူးမြဲမြံစွာစူးစိုက်ရှုမှတ်တယ်ဆိုကြောင့်အာယုံတစ်ခုဒီကိုပါဠိလိုဧကလို့သုံးတယ်တစ်ခုကိုဧကအဲ့ဒီတစ်ခုဒီပေါ်မှာပဲကြာရောက်လာတာကိုကြတော့ဧကတာလို့သုံးတယ်ဧကဟလာတစ်ခုဒီပေါ်မှာပဲကြာရောက်လာတဲ့အတွက်ဧကဧကတာဒါကိုပဲကျမတို့ကပေါင်းလိုက်တော့ဧကဂတာတခုတည်းသောအာယုံပေါ်မှာကြာရောက်သွားတာဒီဧကဂတာပဲအဲ့တော့တခုတည်းသောအာယုံမှာကြာရောက်တာဆိုတဲ့အတွက်ကြောင့်ဇန်ဆိုဒီမှာအာယုံတခုတည်းပေါ်မှာအထူးမြဲမြံစွာစူးစိုက်ရှုမှတ်တဲ့အတွက်ကြောင့်ဧကဂတာဆိုတာဇန်ပဲဓမ္မမိတ်ဆွေများဧကဂတာဖြစ်မှာဘာဖြစ်လဲဇန်ဖြစ်တယ်ဧကဂတာမပါသေးရင်ဇန်မဖြစ်သေးတဲ့အတွက်ဇန်ဆိုတာဇန်အင်္ဂါတွေပေါင်းထားတာဇန်ဟုတ်လားရှင်ဇန်အင်္ဂါဒီပထမဇန်ဆိုရင်ဇန်အင်္ဂါဘယ်နှပါးပေါင်းလဲ၅ပါးပေါင်းတယ်ဒုတိယဇန်ဆိုရင်ဇန်အင်္ဂါ၄ပါးပေါင်းတယ်တတိယဇန်ဆိုရင်ဇန်အင်္ဂါ၃ပါးသရုဒ္ဓဇန်ပြင်စမဇန်ဆို2ပါးတွေပေါင်းတဲ့အတွက်ဇန်အင်္ဂါ၅ပါးဆိုတာဒီစိတ်လားစေတသိက်လားစေတသိက်တွေကြီးပဲဝိတက်စေတသိက်ဝိစာရစေတသိက်ပီတိစေတသိက်ဒုက္ခဆိုတာဝေဒနာစေတသိက်ဧကဂတာစေတသိက်ဟုတ်လားအဲ့ဒီစေတသိက်ပထမဇန်မှာဇန်အင်္ဂါထိုက်တဲ့စေတသိက်၅ပါးပေါင်းရင်ဇန်ဒုတိယဇန်ဆိုရင်၄ပါးပေါင်းတဲ့အတွက်ကြောင့်ဇန်ဆိုတာပထမဇန်ဆိုတာဇန်အင်္ဂါထိုက်တဲ့စေတသိက်ဘယ်နှပါးပေါင်းတာပထမဇန်ဆိုတာဇန်အင်္ဂါထိုက်တဲ့စေတသိက်ဘယ်နှပါးပေါင်းတာ၅ပါးပေါင်းတဲ့အတွက်ပထမဇန်ဆိုတာစိတ်လားစေတသိက်လားစေတသိက်ဘယ်နှပါးပေါင်းတာလဲဇန်အင်္ဂါထိုက်တဲ့စေတသိက်၅ပါးပေါင်းတာအဲ့တော့အဲ့ဒီဇန်အင်္ဂါထိုက်တဲ့စေတသိက်၅ပါးထဲမှာပထမဇန်လို့ပြောရင်စေတသိက်ဘယ်နှပါးစီပါလဲဆိုရင်ဝိတက်တစ်ပါးဝိစာရတစ်ပါးပီတိတစ်ပါးဒုက္ခတစ်ပါးဧကဂတာတစ်ပါးပါကြောင့်ပထမဇန်လို့ပြောရင်စေတသိက်၅ပါးပေါင်းနေဟုတ်တယ်လားဝိတက်ကြီးပဲရှိုံများနဲ့ပထမဇန်ခေါ်လို့မရအောင်ဝိစာရကြီးပဲရှိုံများနဲ့ပထမဇန်ခေါ်လို့မရဘာအထိပါမလဲဆိုဝိတက်ကစ၍ဧကဂတာအထိ၅ပါးပေါင်းမှပထမဇန်ဒါကြောင့်ဇန်ဆိုတာဇန်အင်္ဂါထိုက်တဲ့စေတသိက်၅ပါးပေါင်းထားတာနားလည်ပြီနော်ဒုတိယဇန်ဆိုရင်၄ပါးပေါင်းတဲ့အတွက်ကြောင့်ဇန်ဆိုဒီမှာစေတသိက်၅ပါးအပေါင်းအဲ့ဒီဇန်ပထမဇန်မှာပါတဲ့ဝိတက်ဒီအစိတ်အပိုင်းတစ်ခုဝိစာရဒီအစိတ်ပိုင်းတစ်ခုပီတိဒီအစိတ်ပိုင်းတစ်ခုဒုက္ခဒီအစိတ်ပိုင်းတစ်ခုဧကဂရာဒီအစိတ်ပိုင်းတစ်ခုဟုတ်လားဒါကြောင့်ဇန်ရဲ့အင်္ဂါအစိတ်အပိုင်းဒီပထမဇန်ရဲ့အင်္ဂါအစိတ်ပိုင်းဒီ၅ခုရှိတယ်၅ခုပေါင်းမှဇန်ဖြစ်တယ်ကိုအင်္ဂါတွေပေါင်းမှကိုဖြစ်တယ်လို့ပဲဇန်အင်္ဂါတွေပေါင်းမှဇန်ဖြစ်တယ်နားလည်လားမသိဘူးအဲ့ဒီတော့ဒီပြောသွားတဲ့ပထမဇန်ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်ပြေစမဇန်ဆိုတာတဲ့ရ
ရူပဝဆရကုသိုလ်ဆိုရင်ဘယ်နှပါးရှိလဲ5ပါးရူပဝဆရကုသိုလ်ဘယ်နှပါးလဲ5ပါးမှာပထမဇန်ကုသိုလ်ဒုတိယဇန်ကုသိုလ်တတိယဇန်ဆိုရူပကုသိုလ်5ပါးဝိဘက်ကြရင်လည်း5ပါးကရိယာ5ပါးရူပဝဆရကုသိုလ်စိတ်5ပါးကိုရေတွက်ပါဆိုရင်ဝိတဝိစာရပိတိဒုက္ခဧကဂရာတိဟုသောဇိုင်း5ပါးနှင့်တကွဖြစ်သောရူပဝဆရကုသိုလ်ပထမဇန်စိတ်တစ်ပါးဝိစာရပိတိဒုက္ခဧကဂရာတိဟုဆိုရူပဝဆရကုသိုလ်ဒုတိယဇန်စိတ်တစ်ပါးရူပဝဆရကုသိုလ်တတိယဇန်စိတ်တစ်ပါးရူပဝဆရကုသိုလ်စရုဒ္ဓဇန်စိတ်တစ်ပါးရူပဝဆရကုသိုလ်ပြင်စမဇန်စိတ်တစ်ပါးဆိုပြီးရူပကုသိုလ်5ပါးမှာဇန်အင်္ဂါတွေပါမသွားဘူးလားဝိဘက်5ပါးဆိုရင်လေဝိတဝိစာရပိတိဒုက္ခဧကဂရာတိဟုသောဇိုင်း5ပါးနှင့်တကွဖြစ်သောရူပဝဆရဝိဘက်ပထမဇန်စိတ်တစ်ပါးဝိစာရပိတိဒုက္ခဆိုတဲ့ဝိဘက်ဒုတိယဇန်ဝိဘက်တတိယဇန်ဝိဘက်စရုဒ္ဓဇန်ဝိဘက်ပြင်စမဇန်ကရိယာ5ပါးဆိုလေကရိယာပထမဇန်ကရိယာဒုတိယဇန်ကရိယာတတိယဇန်ကရိယာစရုဒ္ဓဇန်ကရိယာပြင်စမဇန်နေမရှိဘူးလားဒါဆိုဝိတက်ဝိစာရပိတိဒုက္ခဧကဂရာဆိုတဲ့ဇန်အင်္ဂါတွေဒီကုသိုလ်ဇန်ရဲ့အင်္ဂါဝိဘက်ဇန်ရဲ့အင်္ဂါကရိယာဇန်ရဲ့အင်္ဂါတွေဟုတ်ဘူးလားဒါဆိုရင်ကုသိုလ်ဝိဘက်ကရိယာဆိုတဲ့တရားကြရင်ဇန်အင်္ဂါဒီ5ပါးဖြစ်ပေမဲ့တဲ့အာယုံတစ်ခုပေါ်မှာစူးစိုက်တဲ့နေရာမှာကောင်းတဲ့အာယုံမှာစူးစိုက်တာရှိတယ်လို့ငားများတာအမဲလိုက်တာပိုကဒေါင်းတာအဲ့ဒီအာယုံတွေမှာစူးစိုက်နေတာတွေရောမရှိဘူးလားတဲ့အဲ့ဒါဆိုရင်အဲ့ဒါဒီအကုသိုလ်ဇန်ပဲတဲ့ဒါကြောင့်ကုသိုလ်ဇန်တွေရှိတယ်လို့အကုသိုလ်ဇန်တွေလည်းရှိမယ်ကုသိုလ်ဇန်ရဲ့ဇန်အင်္ဂါလို့ပြောရင်တော့ဝိတဝိစာရပိတိဒုက္ခဧကဂရာလို့အရှိမကြက်ခဲ့တာတွေကကုသိုလ်ဇန်ဝိဘက်ဇန်ကရိယာဇန်နဲ့အကုသိုလ်ဇန်တွေလည်းရှိသေးတဲ့အတွက်အခုမိတ်တကသင်္ဃဟမှာအကုသိုလ်ဇန်ရဲ့အင်္ဂါတွေရောကုသိုလ်ဇန်ရဲ့အင်္ဂါတွေရောပြွန့်ပြမှာဖြစ်တဲ့အတွက်ကြောင့်ဇန်အင်္ဂါဆိုတဲ့ဇာနင်တရား9ပါးဖြစ်နေတာဟုတ်ပြီလားဒါကြောင့်ဇန်အင်္ဂါဆိုတဲ့စကားလုံးကိုကျမတို့ကယူလိုက်တဲ့အခါမှာသူ့ကိုဇာနာအင်္ဂါကနေဇာနင်္ဂဇာနင်္ဂကိုအတူကောက်ကလေးကျမတို့ကဖြတ်ချလိုက်တဲ့အခါကျရင်ကျမတို့ကဘာလို့ယူလိုက်လဲဇာနင်တရားဘယ်နှပါလဲဆိုရင်9ပါးဒါဆိုရင်ဇာနင်တရား9ပါးဆိုတာဒီကုသိုလ်တွေရောမရှိဘူးလားအကုသိုလ်တွေရောရှိမယ်ဝိဘက်ကရိယာကိုရှိမှဖြစ်တဲ့ကြောင့်သူ့ကိုဘာလို့ထည့်လဲမိတ်တကသင်္ဃဟလို့သုံးလိုက်တယ်နားလည်ပြီနော်ဒါဆိုရင်ဟဲ့ဒီဇာနင်တရား9ပါးမှာဘာတွေလဲလို့ကျမတို့ရေတွက်ပြီးပြီဇာနင်တရား9ပါးမှာကျမတို့ဆိုခဲ့ရတယ်ဝိတက်ဇာနင်ဝိစာရဇာနင်ပိတိဇာနင်အရင်တော့ကဒုက္ခဆိုရတယ်အခုဒုက္ခတွေဘာတွေမဆိုဘဲနဲ့အခုသူဒုတုမရလို့ယူလိုက်တယ်ဟုတ်လားဒါဆိုရင်ဘာယူလိုက်သောမနတဇာနင်ဒေါမနတဇာနင်ဥပိ္ခာဇာနင်ဒုက္ခအရင်တော့ကဒုက္ခနေရာမှာဒီမှာ3ခုကွဲသွားတယ်ဟုတ်လားပြီးရင်ဘာလာလဲဧကဂရာဇာနင်ဘောင်းဇာနင်တရား9ပါးဇာနင်တရား9ပါးမှာဝိတက်ဇာနင်ဝိစာရဇာနင်ပိတိဇာနင်သောမနတဇာနင်ဒေါမနတဇာနင်ဥပိ္ခာဇာနင်ဧကဂရာဇာနင်ဇာနင်တရား9ပါးဆိုပြီးပြီလေတရားကိုကောက်တဲ့အခါဝိတက်ဇာနင်သည်ဝိတက်တရားကိုဝိစာရဇာနင်သည်ဝိစာရတရားကိုပိတိဇာနင်သည်ပိတိတရားကိုသောမနတဇာနင်ဒေါမနတဇာနင်ဥပိ္ခာဇာနင်သည်ဝေဒနာတရားကိုဧကဂရာဇာနင်သည်ဧကဂရာတရားကိုဆိုတရားတော်က9ပါးတရားကိုကြတော့5ပါးဟုတ်လားအဲ့ဒီအဲမှာကုသိုလ်ဆိုင်ရာဇာနင်တွေကိုပြောပါလို့မေးရင်ကုသိုလ်ဆိုင်ရာဇာနင်တွေရှားမယ်အကုသိုလ်ဆိုင်ရာဇာနင်တွေရှားပါဆိုအကုသိုလ်ဇာနင်ရှားတော့ဆိုပါဆိုရဲ့ဝိတက်ဇာနင်သည်ဝိတက်တရားကိုလို့မပြောဘူးလားဒါဆိုဝိတက်ဆိုတာဒီဘယ်စေတသိက်အုပ်စုတည်းရလဲလို့ကြည့်ရင်ဝိတက်ဆိုတာဒီပကိန်းစေတသိက်6ခုထဲမှာမပါဘူးလားဝိတက်ဆိုတာပကိန်းလေပကိန်းစေတသိက်6ပါးမှာဝိတက်ဝိစာရအဒီမောက္ခဝိရိယပိဋိဆန္ဒတောင်းနေရမှာ
ကုဓမမိတ်ဆွေတို့ဝိတက်ကဘယ်စိတ်တသိက်လဲဆိုစဉ်းစားနေတာ1စက္ကန့်2စက္ကန့်3စက္ကန့်လောက်သွားနေတကယ်ဆိုဒိုင်းသွားဝိတက်ဒီပကိန်းစိတ်တသိက်ဟုတ်လားပကိန်းဆိုတဲ့အတွက်ကြောင့်အကုန်လုံးကုသိုလ်အကုသိုလ်တွေအကုန်လုံးရောမနေဘူးလားဒါဆိုဝိတက်ဒီဝိတက်ရှင်နဲ့စိတ်ဒီဘယ်လောက်လဲလို့ထပ်မေးရင်ဓမ္မမိတ်ဆွေတို့ဒုက္ခရောက်တော့မယ်ဝိတက်ရှင်နဲ့စိတ်ပေါင်းဘယ်လောက်လဲကျမ10မိနစ်2မိနစ်လောက်စောက်လိုက်အောင်မယ်ဝိတက်ရှင်နဲ့စိတ်ပေါင်းဘယ်လောက်လဲဒိုင်းကနေလာမယ်55ဘာပြောမှန်းမသိဘူးစာအုပ်မရတော့ဘူးထင်လားဝိတက်စေတသိက်သည်ဒွေပင်စဝိညာဉ်30ကျင်းသောကာမစိတ်44ပထမဇန်17ပါးပေါင်း55ပါးသောစိတ်တို့နှင့်ရှင်ဟုတ်လားဝိတက်စေတသိက်သည်ဒွေပင်စဝိညာဉ်30ကျင်းသောဒွေ30ဆိုတာအာရိစိတ်18ပါးတဲ့အခုဆိုရင်ပထမတတိယစဉ်ခတ်တိတီနဲ့လာထိုင်နေတယ်စိတ်ပိုင်းလည်းမရတော့ဘူးတွေ့လားမြင်ကိုမမြင်တော့ဘလောက်ဂျမ်းဖြစ်သွားပြီလဲဆိုစက်မနှိုးတာကြာတော့အကုန်လုံးကဂျမ်းဖြစ်နေတောက်ဝှီးမလာတော့ဟုတ်လားဓမ္မမိတ်ဆွေများအခုဥစ္စာတော့နေကင်တော့တာမဟုတ်ကားတွေပါတွေနှိုးရင်ဒီလို push တိုက်ကလေးပဲဟုတ်တယ်လားအဲ့ဒါတော့မ push နဲ့ဓမ္မမိတ်ဆွေများဘာမှမကောင်းတော့အင်ဂျင်ကကြာနေပြီကားကြီးကတော့ကောင်းနေအင်ဂျင်ကမနှိုးတာကြာပြီပြစ်ထားတယ်ကိုဗစ်ဖြစ်နေလို့ပြစ်ချလိုက်စမ်းမှာကိုဗစ်ကိုပဲအဲ့ဒီကိုမြင့်နိုင်ဒုက္ခပေးနေတာဆိုတော့လေဘာကိုဟုတ်တယ်လေကိုကကိုမကြိုးစားနေတာငါပြင်းလုံနေပြီးတော့ဘာဟုတ်ပါတယ်လုံနေတာတကယ်ဆိုရင်ဝိတက်စေတသိက်သည်ဒွေ30ဆိုတာအာရိစိတ်ထဲရဒွေ30ကျင်သောကာမစိတ်44ဆိုအဲ့44ထဲမှာအကုသိုလ်စိတ်ကောမပါဘူးလားကုသိုလ်စိတ်လည်းပါတယ်ဝိဘက်လည်းပါတယ်ကရိယာလည်းပါတယ်ပထမဇန်17လို့ပြောရင်ပထမဇန်17ထဲမှာအကုသိုလ်မရှိဘူးကုသိုလ်ဝိဘက်ကရိယာဆိုတော့ဝိတက်စေတသိက်ဒီပြောချင်တာစာအုပ်ကြေစိတ်ချင်လို့ဝိတက်စေတသိက်ဒါစာမွေးမေးခွန်းကျွန်မတခါတည်းတန်းတင်တာဝိတက်စေတသိက်ဆိုတဲ့ဝိတက်ဇန်အင်္ဂါဒီကုသိုလ်မှာရောမရှိဘူးလားအကုသိုလ်မှာရောရှင်နေကုသိုလ်မှာရောရှင်နေဝိဘက်ကရိယာဆိုတဲ့အဗျာကတမှာရောရှင်နေဟုတ်လားဗျာကတလို့ရင်ဝိဘက်နဲ့ကရိယာနော်ဟုတ်လားဝိဘက်စိတ်မှာရောမရှိဘူးလားဝိတက်ဒီဟလာရူပဝိဘက်ထဲမှာဆိုလဲဝိတက်ပါတာပဲပထမဇန်မှာရူပကရိယာ5ပါးမှာပထမဇန်မှာဝိတက်မရှိဘူးလားဒါဆိုရင်ဝိတက်စေတသိက်ဒီပကိန်းဖြစ်တဲ့အတွက်အကုသိုလ်တွေရောကုသိုလ်တွေရောဝိဘက်ကရိယာဗျာကတမှာရောမရှိဘူးလားတခါဝိစာရစေတသိက်ဒီဆိုရင်စေတသိက်ဒီဇန်ငါရဲပါပြန်တယ်အဲ့ဒီဝိစာရဆိုတာလဲပကိန်းထဲမှာပါတာလေဝိစာရရှင်နာဘလောက်လဲဆို66ကျွန်မပဲတန်းပြောမယ်မြန်အောင်နော်ဝိစာရရှင်ဒီမှာဒွေပိစဝိညာဉ်30ကျင်းတော်ကာမစိတ်44ပဲပထမဇန်17ဒုတိယဇန်17 66ဒါဆိုဝိစာရစေတသိက်ဒီလဲပကိန်းမဲမဟုတ်လားဝိစာရရှင်သောစိတ်ပေါင်း66ထဲမှာအာကုသိုလ်စိတ်ကော12ပါးလုံးမပါဘူးလားကုသိုလ်စိတ်တွေလည်းပါတယ်ဝိဘက်ကရိယာလည်းပါတယ်အလကားပြောနေတာမဟုတ်တော့စာမွေးမိကွန်းဖြစ်လာတော့ပီတိဆိုတဲ့ဇန်အင်္ဂါသည်သူလဲပကိန်းထဲမှာပဲပါတာမဟုတ်ဘူးလားပီတိဒီလဲပကိန်းလေပီတိရှင်နာဘလောက်လဲဆိုရင်သောမနတသဟဂုတ်စိတ်52ပါးပီတိစေတသိက်သည်လို့ပြောလာရင်ပီတိစေတသိက်သည်သူကဘယ်မှာပဲရှင်လဲသောမနတတွေပဲရှင်တဲ့အတွက်ကြောင့်ဒီနေရာမှာကာမစိတ်54တဲ့ကသောမနတ18ပါးပဲရှင်ဘာပြောမှန်းကိုမသိတော့ဘူးเนาะလောဘမူသောမနတက4အာဟိတ်သောမနတက2ဆိုတော့အာသောမနတက6ဆရာမပြောတာကိုဦးကြောင်းနဲ့လိုက်နေမှာဟုတ်ပြီနော်ကာမသောမန24ပါးထဲမှာသောမနတက12ဒါဆိုကာမစိတ်54ထဲမှာသောမနတက18ပထမဇန်17သောမနတဒုတိယဇန်17သောမနတတတိယဇန်17သောမနတသရုဋ္ဌဇန်17သောမနတဖြစ်တော်လဲသရုဋ္ဌဇန်ကိုပီတိယမရှင်တဲ့အတွက်အဲ့ဒီမှာပထမဇန်17ဒုတိယဇန်17သရုပ်တတိယဇန်17ဆို17 33ရဲ့ခုနက18ကဲပေါင်းလိုက်ရင်51ပီတိရှင်နာသည်သောမနတတဟသရုဋ္ဌဇန်17ပါးကျင်တော်သောမနတတဟဂုတ်စိတ်50ပါးနဲ့ရှင်ပီတိရှင်တဲ့အဲမှာလဲလောဘမှုသောမနတမရှိဘူးလားရှိရင်အကုသိုလ်ရှိတယ်ကုသိုလ်တွေရောရှိတယ်ဝိဘက်ကရိယာကောရှိတယ်ဆိုတော့မြင်ပြီနော်အလကားသိနေတာမဟုတ်ဘူးနော်ပီတိကြရင်ဘာပဲပါလဲသောမနတဆိုတာသိနေရမယ်နော်ဟုတ်လားဒီရပြီနော်မေခွန်းဖြစ်သွားတော့မယ်
ကျမတို့တော့အဲ့လိုမသိဘူးဓမ္မမိတ်ဆွေများမသိတဲ့အတွက်ကြောင့်မေးခွန်းလိုင်းဦးကြောင်နေနဲ့သွားမှာမနဲ့စဉ်းစားခဲ့ရဒါကြောင့်ပီတိသည်လည်းအကုသိုလ်ကုသိုလ်ပဲပီတိသည်ဘာဝေဒနာပဲရှင်လေသောမနတပဲရှင်လေကဲလာပြီသောမနတဇာနင်လို့ပြောထားတယ်ဟုတ်လားသောမနတဇာနင်ဆိုတဲ့အတွက်ကြောင့်သောမနတဝေဒနာမဟုတ်ဘူးလားအဲ့ဒီသောမနတဝေဒနာသည်လောဘမှုမှာရောမရှိဘူးလားရှိတယ်နော်မဟာကုသိုလ်မှာရောရှစ်ပါးမှာရောသောမနတမရှိဘူးလားမေဟကုတ်ကုသိုလ်9မှာရောသောမနတမရှိဘူးလားရှိတဲ့အတွက်ကြောင့်ဟရိသောမနတသည်လေအကုသိုလ်ကုသိုလ်အပြာကတပဲဟုတ်လားရှင်ဟုတ်လားကဲဓမ္မမိတ်ဆွေများသတိထားအောင်ဒေါမနတဇာနင်တဲ့ဟရိဒေါမနတဇာနင်သည်ဒေါမနတဆိုတာကျဲပွင့်မဲလေးနှစ်ခုလေဒေါမနတဝေဒနာဆိုတာဘယ်စိတ်မှာပဲရှင်လဲဒေါမနတဝေဒနာသည်ဘယ်စိတ်မှာပဲရှင်ဒေါသမှုစိတ်နှစ်ပါးမှာပဲရှင်တဲ့အတွက်ကြောင့်ဟရိဒေါမနတဇာနင်သည်အာကုသိုလ်တစ်မျိုးပဲရှိတယ်ဟုတ်လားဒေါမနတသည်ဘယ်မှာပဲရှိလဲအာကုသိုလ်စိတ်မှာပဲရှင်တယ်သူ့မှာကုသိုလ်မရှိဝိဘက်မရှိကရိယာမရှိရပြီနော်ကဲလာပြီဥပိ္ပခာဇာနင်တဲ့ဥပိ္ပခာဆိုတာအမဲလုံးလေးတွေလေလောဘမှုစိတ်၈ပါးမှာဥပိ္ပခာ၄ပါးရှိတယ်ဒေါသမှုမှာမရှိဘူးမောမှု2ပါးလုံးဥပိ္ပခာဟုတ်လားအာဟိတ်ထဲမှာလည်းဥပိ္ပခာတွေရှိတယ်ဝိဘက်ထဲမှာတွေကရိယာတွေထဲမှာရှိတယ်မဟာကုသိုလ်ဥပိ္ပခာဆိုတော့ဥပိ္ပခာသည်အကုသိုလ်လည်းရှိတယ်ကုသိုလ်လည်းရှိတယ်အပြာကတတွေလည်းရှိတယ်ဧကကတာတော့တပ္ပစိတ်တာတာရဏဆိုစိတ်တိုင်းမှာမရှင်ဘူးလားရှင်တဲ့အတွက်သူဒီလည်းဘာတွေမှာရှင်တယ်လဲသူဒီလည်း sorry သူဒီလည်းဧကကတာဒီလည်းအကုသိုလ်တွေမှာလည်းရှင်တယ်ကုသိုလ်မှာလည်းရှင်တယ်အပြာကတမှာလည်းရှင်ဒါဆိုရင်ဇန်အင်္ဂါဆိုတဲ့ဇာနာအင်္ဂါဇာနင်တရား9ပါးထဲမှာအာကုသိုလ်တက်တဲ့ဇာနင်လို့စာမောမှာမေးရင်ဘာပဲရှိလဲအာကုသိုလ်တက်တဲ့ဆိုတာတခြားမပါရဘူးဆိုရင်အာကုသိုလ်တက်တဲ့ဇာနင်ကိုဖော်ပြပါဆိုရင်ဒေါမနတဇာနင်တစ်မျိုးတည်းရှိတယ်ဟုတ်လားကျန်တာတွေအကုန်လုံးဒီအကုသိုလ်တွေရောကုသိုလ်တွေရောအပြာကတတွေရောနေတယ်မြင်သလားအဲ့ဒါစာမွေးမေးခွန်းကြအဲ့လိုလာတာဒေါမနတဇာနင်ဒီအကုသိုလ်တက်တဲ့ဇာနင်ရှင်းမလားရှင်ဝိတက်သည်အကုသိုလ်ကုသိုလ်အပြာကတဝိစာရသည်အကုသိုလ်ကုသိုလ်အပြာကတပီတိသည်အကုသိုလ်ကုသိုလ်အပြာကတပဲပီတိသည်သတိထားမယ်သောမနတတစ်မျိုးပဲပါတယ်ဟုတ်လားရှင်သောမနတသည်အကုသိုလ်ကုသိုလ်အပြာကတဥပိ္ပခာသည်အကုသိုလ်ကုသိုလ်အပြာကတဧကကရာသည်အကုသိုလ်ကုသိုလ်အပြာကတဒေါမနတသည်အကုသိုလ်တက်တဲ့ရလားရှင်နားလည်ပြီနော်ဒါဆိုရင်ဓမ္မမိတ်ဆွေများစဉ်းစားကြရအောင်အခုကျမတို့စားသိနေတယ်စားသိနေရင်အခုဘာစိတ်ဖြစ်နေလဲအကုသိုလ်စိတ်လားကုသိုလ်စိတ်လားဝိဘက်ကရိယာလားကုသိုလ်စိတ်ဘာကုသိုလ်လဲဆိုရင်ဘုံမိုင်းတင်ထားပြီးပြီဘာကုသိုလ်လဲမဟာကုသိုလ်ပဲမဟုတ်ဘူးလားခုစားသိနေတဲ့အချိန်မှာမဟာကုသိုလ်စိတ်ဓမ္မဒေသနာဓမ္မတဝနာဟုတ်လားဒီစားသိနေတဲ့အချိန်မှာဒီကုသိုလ်ဖြစ်နေတဲ့အချိန်မှာစားသိနေတဲ့အချိန်မှာတဏှာကြီးခွဲတင်တယ်တဏှာကြီးလုံးဒီအာယုံမှာစူးစိုက်ရင်ဇံဝင်တယ်လို့ခေါ်လို့ရလားခေါ်လို့ရတာပေါ့ဇန်အင်္ဂါရှိသလားဆိုရင်တင်နေတဲ့သင်္ကန်းစာပေါ်မှာတင်ပေးတဲ့ဝိတက်ကောရှိလားလိုက်ပြီးတော့စဉ်းစားသုံးသပ်နေတဲ့ဝိစာရရောဒီပေါ်မှာကျေနပ်နေတဲ့ပီတိရောစာတင်နေတဲ့မဟာကုသိုလ်က10ပါးရှိတဲ့အထဲမှာသောမနတသမာလာဥပိ္ပခသမာလာဆိုကိုယ့်အကိုကြည့်စာတင်နေတဲ့ချိန်မှာစိတ်ကရွှင်လန်းနေရင်သောမနတမဟာကုသိုလ်ပြောပါဘူးခတ္တိတီနဲ့ဥပိ္ပခဖြစ်နေတဲ့သူလည်းရှိခြင်းရှိမှာပေါ့ဟုတ်လားဒါဆိုရင်ဆိုပါစို့ရဲ့စာတင်နေတဲ့ကျမတို့အားလုံးမှာသောမနတသဟာကုတ်မဟာကုသိုလ်ဖြစ်နေတယ်ဆိုပါစို့ဆိုရင်ဝိတက်ရှိလားဝိစာရရှိလားသောမနတဖြစ်နေရင်ပီတိရောရှင်လားရှင်တယ်နော်ဒီမှာဝိတက်ဝိစာရပီတိပြီးရင်သောမနတဇာနင်ဒေါမနတဇာနင်ဥပိ္ပခဇာနင်မှာဘာဇာနင်ဖြစ်မလဲသောမနတဇာနင်ဒါဆိုရင်အခုစာတင်နေတဲ့အချိန်မှာကျမတို့ဖြစ်တာကိုကြည့်ရင်ဝိတက်ရှိတယ်ဘာစိတ်လဲလို့ကြည့်ရင်မဟာကုသိုလ် sorry နားလည်အောင်သိနာဓမ္မမိတ်ဆွေများမဟာကုသိုလ်သောမနတဖြစ်နေရင်ကျမတို့မှာဘာဇန်အင်္ဂါတွေပါတယ်လို့ကြည့်ဝိတက်ရှိတယ်ဝ
ဝိစာရလည်းရှိတယ်သောမနတဖြစ်နေတဲ့အတွက်ပီတိလည်းရှိတယ်ဒီမှာသောမနတဒေါမနတဥပိ္ပခာမှာဘာပဲပါမယ်သောမနတတစ်ခုပဲရွေးရမယ်ပြီးရင်ဧကဂတာရောပါလားဒါဆိုရင်အခုစာသင်နေတဲ့အချိန်၌ရနိုင်သောဇာနင်တရားကိုဖော်ပြပါဆိုရင်ဝိတက်ဇာနင်ဝိစာရဇာနင်ပီတိဇာနင်သောမနတဇာနင်ဧကဂတာဇာနင်ဇာနင်၅ပါးမှတ်ထားမှာဟဲ့ဒီဝေဒနာတစ်ပါးပဲလာမှာဝေဒနာဖြစ်တဲ့သောမနတဒေါမနတဥပိ္ပခာတဲ့တစ်ခုပဲလာမှာနော်ရနိုင်သမျှပေါင်းရင်ဒါ၃ခုလုံးပေါင်းဆိုခဲ့တာ9ပါးဆိုခဲ့ပေမဲ့တကယ်ဖြစ်စဉ်ကြရင်တစ်ပါးပဲလာမယ်ဟုတ်လားရှင်ကဲဓမ္မမိတ်ဆွေများဆိုပါစို့ရဲ့ကျမတို့အယောင်းအဝယ်လုပ်နေတဲ့အချိန်မှာရောင်းကောင်းနေတယ်ဓမ္မမိတ်ဆွေများရင်အယောင်းအဝယ်လုပ်နေတဲ့အချိန်မှာအရန်ရောင်းကောင်းနေငွေတွေအများကြီးဝင်နေတဲ့အချိန်မှာအဲ့ဒီအလုပ်ပေါ်မှာစူးစိုက်နေရင်ကောဘာစိတ်ဖြစ်နေလဲလို့ကြည့်ရင်ဘာဖြစ်နေလဲအဲ့ဒီအချိန်မှာဘာစိတ်ဖြစ်နေလဲခမင်းစားဖို့ဘာဖို့တော့မိတ်နေအယောင်းအဝယ်တွေပဲဟလာရောင်းလိုက်ဝယ်လိုက်ပတ်စက်တွေသိမ်းလိုက်ပတ်စက်တွေသိမ်းလိုက်ဆိုဘာစိတ်ဖြစ်နေလဲလောဘမှုစိတ်ဖြစ်နေတာပေါ့လောဘမှုမှာမှ तू ကသောမနတလားဥပိ္ပခာလား तू စဉ်းစားကြည့်ရင်ဆိုပါစို့ရဲ့လောဘမှုသောမနတဖြစ်နေတယ်ဆိုပါစို့ဟုတ်လားလောဘမှုသောမနတနဲ့ပျော်နေတာလေရောင်းကောင်းနေတာ哦အဲ့ဒါဆိုရင်သူ့မှာဇန်အင်္ဂါဇာနင်ဘယ်နှပါးရှိလဲလို့တွေ့ကြည့်ဝိတက်ရှိလားဝိစာရပီတိပြုံနဲ့လေသောမနတဒေါမနတဥပိ္ပခာမှာသောမနတဧကဂရာသူလဲဇာနင်ဘယ်နှပါးလဲ၅ပါးဟုတ်လားတခါတလေကြတော့ तू အကြီးစားဖြစ်သွားပြီဆိုရင် तू ကမပြုံးတော့လောဘမှုဥပိ္ပခာလောဘမှုဥပိ္ပခာနော်ဖြစ်လာပြီဆိုရင်ဇန်အင်္ဂါဘယ်နှပါးဖြစ်မလဲတွက်ကြည့်အောင်လောဘမှုဖြစ်နေရင်လောဘမှုဥပိ္ပခာဆိုရင်ဒီအယောင်းဝယ်လုပ်ငန်းပေါ်မှာဝိတက်ကောဝိစာရပီတိဥပိ္ပခာမှာပီတိမရှင်ဘူးပီတိဒီသောမနတမှာပဲရှင်တယ်လေဒါဆိုရင်ပီတိရှင်မလားပြုတ်သွားပြီတွေ့လားအဲ့ဒါစဉ်းစားပြီးရင်သောမနတဒေါမနတဥပိ္ပခာမှာပါလေဥပိ္ပခာဖြစ်သွားပြီနော်ဟုတ်လားပြီးရင်ဧကဂတာသဘောပေါက်လားဒါဆိုရင်လောဘမှုဥပိ္ပခာဆိုရင်ဇာနင်ဘယ်နှပါးလဲ၄ပါးဥပိ္ပခာဆိုပီတိမရှင်ဘူးဆိုတာမှတ်မယ်နားလည်ပြီနော်ဒီထိရသလားရပြီကဲဓမ္မမိတ်ဆွေများစဉ်းစားအောင်မယ်စာမွေးမေခွန်းပြောမယ်တချို့ကျမတို့အရက်ထဲမှာလည်းသုံးနေရှိတယ်တချို့ကလေးတွေအသေးကွဲသချင်းကိုဆွေးမြင့်ဆိုနေတဲ့သူကိုတဲ့ဇံဝင်တယ်လို့ဆိုလို့ရသလားအသေးကွဲသချင်းကို तू ကဆွေးနေတာဆွေးမြင့်ကိုတခါတည်းဂစ်တာခောက်ပြီးတော့ तू ဆိုနေတယ်ဇံဝင်တယ်လို့ဆိုလို့ရတာဆိုလို့ရတယ်ဘာဇံလဲအကုသိုလ်ဇံဘာစိတ်ဖြစ်နေတယ်လဲအရင်စဉ်းစားအသေးကွဲသချင်းကိုဆိုနေတဲ့အချိန်မှာဘာစိတ်လဲဒေါသမှုစိတ်ဟုတ်လားဒေါသမှုစိတ်ဆိုရင်ဘာဝေဒနာရှင်မလဲဒေါမနတဒေါသမှုဆိုရင်ဒေါသမှုစိတ်နှစ်ပါးမှာဒေါမနတပဲရှိတယ်လေဒါဆိုရင်အဲ့ဒီမှာပါနေတဲ့အသေးခွက်တစ်ချင်းမှာသူ့ချစ်တဲ့ကောင်းပါလေးဘာညာနဲ့တွေးပြီးတော့သူကစိုးနေတဲ့ချိန် feeling ဆိုတော့ဧကဂတာပါမှာလေသူ့မှာပါတဲ့ဇန်အင်္ဂါကိုပြောပါဆိုဝိတက်ရှိလားရှိတာပေါ့သူဆွေးစရာအကြောင်းဝိစာရပီတိမရှိဘူးသူကပီတိကသောမနတဆိုပီတိမရှိဘူးနောက်တစ်ခါသောမနတဒေါမနတဥပိ္ပခာမှာဒေါမနတဧကဂတာအဲ့ဒါဆိုစာမမေခွန်းနေအများကြီးရသွားပြီနားလေလားမဟာကုသိုလ်စိတ်လို့ပြောရင်အဲ့ဒီမှာဝိတေဝိစာရပီတိသောမနတမဟာကုသိုလ်ဥပိ္ပခာဆိုရင်နော်မဟာကုသိုလ်ဥပိ္ပခာဆိုပီတိမပါဘူးဥပိ္ပခာဝင်သွားမယ်အဲ့တော့မှတ်မှာပီတိသည်သောမနတမှာပဲရှင်တယ်ဘယ်မှာမရှင်ဘူးလေဥပိ္ပခာတို့ဒေါမနတတို့မှာမရှင်ဘူးသောမနတဆိုရင်တော့ပီတိရောဝိစာရရောဒါတွေရောပါမယ်ဟလာဒေါမနတဟေ့ဆိုရင်ဒေါမနတဇာအင်္ဂါကိုယူရင်ပီတိမပါဘူးဧကဂတာပဲပါသွားဥပိ္ပခာဆိုရင်လည်းပီတိမပါဘူးဆိုရင်အဲ့ဒါလိုနားလည်လိုက်ရင်စာပေဝဲမေခွန်းနေအများကြီးကိုရသွားပြီဟုတ်ပြီနော်ကျမတို့တော့ကတော့မသိတော့မေခွန်းနေလာမှအဲ့လိုသွားခဲ့ရတယ်အခုဓမ္မမိတ်ဆွေတို့နားလည်ရဲ့လားကဲခဏနားကြပါစို့